Okay ကြားရပါတယ်နော်အဲ့တော့ကျွန်တော်တို့စလိုက်ကြပါမယ်အဲ့ဆိုကျွန်တော်တို့အခုဒီနေ့ဘာမှကျွန်တော်တို့ကပေါ့နော်ဒီ sharing မလုပ်ခင်မှာတနည်းအားမေးခွန်းတွေကိုဘယ်လောက်ထိမှတ်မိတယ်ဆိုတာဒီကိုကျွန်တော်အရင်ဆုံးကြည့်ကြမယ်အဲ့တော့ကျွန်တော် Google Form exercise ဆိုပြီးကျွန်တော်ပေးထားတယ်ပေါ့နော်simple question of type လို့ပြောထားတာပြောချင်တာက Google Form မှာကျွန်တော်တို့မေးလို့ရတဲ့မေးခွန်းတွေမှန်ပုံစံပေါ့နော်မေးခွန်းပုံစံအကုန်ကျွန်တော်လုပ်ထားပါတယ်မေးခွန်းပုံစံအားလုံးပေါင်းကျွန်တော်တို့12ခုတိတိရှိပါတယ်အဲ့စမ်းကြည့်ကြရအောင်နော်အဲ့တော့ကျွန်တော်မေးခွန်းနံပါတ်1ကတော့ရိုးရှင်းပါတယ် what is your favorite color ဆိုလိုချင်တာကဒါပါလေ your answer ဆိုဒီနေရာမှာကျွန်တော်တို့မေးခွန်းအတူလေးပဲဖြေလို့ရတယ်ကျွန်တော် short answer လို့ခေါ်တာပေါ့နော်သူမေးခွန်းကျွန်တော်တို့မေးလို့ရတဲ့ method တစ်ခုကပထမဆုံး method ကတော့ဒါမေးခွန်းအတူလေးတွေမေးလို့ရတဲ့မေးခွန်းတစ်ခုပါဒုတိယတစ်ခုကကြတော့ကျွန်တော်ဒီမှာဒါ paragraph ဖြစ်သွားပါပြီကျွန်တော်တို့ a few sentence လို့ပြောထားပါတယ်ဆိုလိုချင်တာကစာပိုက်တစ်ပိုက်ပေါ့နော်ကျွန်တော်မေးတဲ့မေးခွန်းကိုကျွန်တော်တို့အတူလေးပဲဖြည့်စီခြင်းကျွန်တော် short answer ဆိုတဲ့မေးခွန်းပုံစံကိုသုံးလို့ရတယ်ကျွန်တော်အရှိပေးရှင်တော့ကျွန်တော်တို့ paragraph ပုံစံကိုကျွန်တော်တို့မေးလို့ရပါတယ်နောက်တစ်ခုကတော့ဒါတော့ multiple choice ကျွန်တော်ကြည့်ပြီးသားပေါ့နော် which device do you use ပေါ့နော် most often ပေါ့ဒါတော့ဒီပုံမှန်ကျွန်တော်တို့က multiple choice မေးတဲ့မေးခွန်းမှာဒါကြတော့ multiple choice မဟုတ်တော့ပါဘူးကျွန်တော်တို့ကမေးလိုက်တဲ့မေးခွန်းတစ်ခုထပ်ပို့ပြီးတော့နှစ်ခုတို့သုံးခုတို့ဖြည့်ဆို့ခွင့်ပြုနေဆိုတဲ့အခြေအနေမျိုးတွေပေါ့နော်အဲဆိုရင်အဲ့အချိန်မှာတော့ဒါကတော့ကျွန်တော် shed lick ပေါ့ဒါလိုအမှန်စစ်တွေရှင်းလို့ရတဲ့မေးခွန်း type ဖြစ်သွားပါပြီလမောင်မေးခွန်း type ၄မျိုးပြီးသွားပါပြီโอเคเนาะနောက်တစ်ခုကတော့ဒီနေရာမှာကျွန်တော်တို့က drop down list လို့ခေါ်ပါတယ်ဆိုလိုချင်တာကျွန်တော်တို့ပေးထားတဲ့စီးရင်တွေကတစ်ခုခုရွေးချယ်လို့တော့ရတယ်ဒါပေမဲ့ multiple choice ပုံစံမျိုးပဲဒါပေမဲ့ multiple choice ဆိုရင်ကျွန်တော်တို့ကဒီမှာမေးထားတဲ့မေးခွန်းတွေအကုန်ဒီတိုင်းမြင်ရတယ်သူကကြအလုံးမဟုတ်ဘူးကျွန်တော်ကဥမာတစ်ခုခုကိုရွေးချယ်လိုက်တယ်ဆိုရင်ရွေးချယ်လိုက်တဲ့အရာပဲမြင်ရမယ်ပေါ့နော်အဲ့လိုအချိန်မှာပါနောက်တစ်ခုကတော့တနည်းအားဖြင့်ကျွန်တော်တို့သင်ခဲ့ပြီးသားပါ upload a photo ဒါကတော့ကျွန်တော်တို့ဒါပုံတင်တဲ့မေးခွန်းပေါ့နော်ကျွန်တော်တို့ပုံလို့မှမဟုတ်ပါဘူးဒါမှာ data တွေကျွန်တော်တို့တင်လို့ရတယ်ကျွန်တော်ပေါ့နော်မေးခွန်းမေးပုံမေးနေပါအဲ့လိုမေးခွန်းအလုံးပေါင်းကျွန်တော်6ခုဖြစ်သွားပါပြီနော်အဲ့လိုကျွန်တော်နည်းနည်းလေးဖြည့်ပေးစီချင်ပါတယ်ဒီမေးခွန်းတိုက်ကပါမေးခွန်းတိုက်လည်းမေးနော်ဒီမေးခွန်းနံပါတ်1မေးခွန်းမျိုးစားပါမျိုးစားဖြည့်ပေးလို့ရမလားโอเคဟုတ်ကြားလာမလို့နော်အေးမဆရာကျူကြားလားဟုတ်ဆရာကြားပါတယ် favorite color မေးတာဆိုတော့ကျွန်တော်ကျshort answer ဟုတ်ကဲ့ကျေးဇူးပါဟုတ်အေးမဖြေလာလားမသိနော်မဟုတ်ဘူးလေ မေးခွန်းနံပါတ်1ကအဲ့ဒါဘယ်မေးခွန်းအမျိုးအစားကိုသုံးထားလို့ထင်လဲဟုတ်ကြားလာမသိပါโอเคကျွန်တော်တို့စဖြစ်သွားရတယ်နော် line ကြာနေရဒီကြားတာကြား โอ ရ เค တယ် ဆိုကျွန်တော်ဘုဘကအမိုးလေးအေးမော်ရဲ့အတန်ကြားဖြစ်သွားတယ်သူဖြေတော့ဖြေနေအတန်ကြားသွားတယ်โอเคအစရင်ကျွန်တော်တို့ဆက်ပဲသွားလိုက်တော့မယ်နော်ဆိုရင်ကျွန်တော်တို့ line ကြာသွားလည်းဖြစ်နေတယ်အဲဆိုတော့ဒီမေခွန်း drive ပေါ့နော်ကျွန်တော်တို့ကမေခွန်းနံပါတ်1ကတော့ဟုတ်ပါတယ်ကျွန်တော် short answer ပါကျွန်တော်မေးတဲ့မေခွန်းကရိုးရိုးလေးပါလေနော် what is your favorite color ဥမာအနီဆိုအနီအဝါဆိုဝါအဖြူဆိုအဖြူဆိုတဲ့အဖြေလေးကျွန်တော် short answer ပဲဖြည့်ခွင့်ပြုမှာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကshort answer ဆိုတဲ့မေခွန်း type ကိုတုံထားပါတယ်ဒုတိယကတော့ရိုးရှင်းပါတယ် describe your drawing ပြောတယ်ကျွန်တော်အဖြူစနစ်ဆိုတာစာပိုက်တစ်ပိုက်သို့မဟုတ်စာကြောင်း3 4 5ကြောင်းရေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာကျတော့ short answer ဆိုတဲ့မေခွန်း type ကိုကျွန်တော်တို့သုံးလို့မရပါဘူးအဲကြောင့်ကျွန်တော် paragraph သုံးထားတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ multiple choice လုပ်ခိုင်းတာပါဒါတော့ fusion နေเนาะဒီထဲကနေပြီးတော့ဘယ်ဥစားကိုအသုံးများတယ်လဲဆိုလို့မေခွန်းမိတာဖြစ်တဲ့အတွက်ဒါကြတော့ဒီမေခွန်းမျိုးစားတော့ fusion နေကျွန်တော်ကတစ်ခုတက်ပို့ပြီးနှစ်ခုသုံးခုကျွန်တော်တို့ကအမှန်ချင်းစစ်ခွင့်ပေးတယ်အဲကြောင့်ကျွန်တော်တို့က shit link လို့ခေါ်တယ်မေခွန်းမျိုးစားဖြစ်ပါမယ်ဒါကြတော့ကျွန်တော်တို့ကပေါ့နော် file upload လို့ခေါ်တာပေါ့ပုံတွေဓာတ်ပုံတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်မှရှိတဲ့ excel file တွေ word file တွေလို့ data တွေကိုတင်လို့ရတဲ့အမျိုးအစား sorry မှားနေနော် sorry ဒါပါလေဒါကြကျွန်တော် draw down list ပေါ့နော်ကျွန်တော်ရွေးချယ်ခွင့်ပေးတာပါပဲ multiple choice နဲ့မတူတာကသဘောတရားတူတယ်ဒါပေမဲ့မတူတာက multiple choice ကပေးထားတဲ့မေးခွန်းတွေကိုဒီတိုင်းမြင်နေရတယ်သူကကြတော့မမြင်ရဘူးထောက်လိုက်တဲ့အခါမှာကျွန်တော်တို့ကပေါ့နော်ဘာတွေမေးထားလဲဆိုတာကိုကျွန်တော်ကမြင်ရတဲ့ပုံစံပါနောက်တစ်ခုကတော့ဒါပုံတွေဖိုင်နေတင်တဲ့ဟာလာပြီဒါကကြတော့ကျွန်တော်rating ပေးတာပေါ့ဒါပေမဲ့ဒီကောင်ကကြတော့ rating ပေးတာမဟုတ်ဒါ scale ပါဆိုလိုချင်တာကကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ဒီဘာနော်မိထားတဲ့မိကွန်းကလည်း house certified
are you online learning ပေါ့နော် online နေစာသင်ရတော့ဘယ်လောက်ဒီ satisfy ဖြစ်တယ်လဲဆိုတာကိုမိတာပါအဲ့ဒါကျွန်တော် satisfy ကို rating ပေးလို့ရတယ်ပေါ့အဲ့တော့ rating မျိုးစားမဟုတ်ပါဘူးအရင်တော့ကတော့ rating ပေးခြင်းဒီကောင်နဲ့သုံးရတယ်ပေါ့နော်ဒါပေမဲ့အခုအဲ့ဒီအစားကျွန်တော်အောက်မှာ rating ဆိုပြီးဒီလို star လေးတွေပြီးတဲ့မိကုံမျိုးစားနောက်တစ်မျိုးထပ်ပေါ်လာတယ်နော်အရင်တော့ကဒါမပါပါဘူးအခုကတော့ဒါအစ်စ်အနေနဲ့ဒါထည့်ပေးထားတဲ့မျိုးစားဒီအောက်က rating star လေးတွေကကြတော့နော်သူကကြတော့ဗာလဲဆိုလို့ရှိရင်rating ပုံစံမျိုးမိကုံမရပဲဒါမှ not satisfy နဲ့ very satisfy ဆိုဒီစာသားလေးနှစ်ခုထပ်ထည့်လို့ရတယ်ဒီမှာတော့အဲ့ဒီမှာ rating မှာတော့ကျွန်တော်အဲ့လိုထည့်ခွင့်မပေးဘူးသူတို့နှစ်ခုကွာအဲ့ဒါပါနော်โอเคအဲ့ဆိုအဲ့ဒါကိုခဏနေအတူထပ်လုပ်မယ်နောက်တစ်ခုကတော့ဒီနေရာမှာဒါလာပြီဒါတော့ကျွန်တော်တနေ့ကကျွန်တော်ကြော်ခဲ့တဲ့ဟာပေါ့နော် grid ကျွန်တော်ဒါ grid multiple choice လို့ခေါ်တယ်ပေါ့နော်ဥပမာဒီဗာလဲဥပမာဆိုတော့ဒီအတန်းပေါ့ဒီအတန်းနဲ့ပတ်သက်ပြီးတော့ teaching style ကိုတော့ဘယ်လို့ကျွန်တော် rating ပေးတယ်လဲအမှ poor ပေးခြင်းနဲ့အဲ့ဒါတော့ fair ပေးခြင်းနဲ့တော့ good ပေးခြင်းနဲ့ဒီလိုမျိုးတွေကျွန်တော်ကရေးရှင်းလို့ရတယ်သူကဘယ်အရှင်နေမှာသုံးတာလဲဆိုကျွန်တော်မေးခွန်းတွေအများကြီးမေးရမယ်အစားတစ်ခုတည်းမှာပေါ့နော်ကျွန်တော်ဒီ topic တစ်ခုအောက်ကနေမေးခွန်း၃လေးမျိုးပေါင်းပြီးတခါတည်းမေးခိုင်းလို့ရတယ်ဥပမာ teaching style တော့ဥပမာကျွန်တော် poor ဖြစ်မယ် materials ဖို့တော့ကျွန်တော် provide ကိုတော့ကြိုက်တယ်ပေါ့နော်ဒါကြောင့် good ဖြစ်မယ်တဘောဒါမျိုးတွေကျွန်တော်တို့က၃လေးခုဒီလိုတခါတည်းမေးခွန်းမေးလို့ရတယ်ပုံမှန်တိုင်းကျွန်တော်တို့က multiple choice ကိုပုံမှန်တိုင်းမေးမယ်ဆိုကျွန်တော်တို့ကဘာပဲမေးရမလဲဗာလေဒီအတိုင်းဆိုရင်မေခွန်း3ခုခွဲရမယ်ဒါပေမဲ့ဒီကောင်ကကျွန်တော်မေခွန်းတစ်ခုထဲမှာမေခွန်း3ခုကိုပေါင်းပြီးတခါလဲကျွန်တော်တို့ကမေခွန်းမေးလိုက်လို့ရတယ်ဗောနော်အဲ့ဒီသဘောတရားပါโอเคဟုတ်ပါပြီအဲ့တော့အဲ့အောက်ကိုသွားမယ်ဆိုတော့ဒါကကျတော့ multiple choice မဟုတ်တော့ shed list ပဲဒါပေမဲ့ shed list ကိုပဲခုနက multiple choice လို့ပဲကျွန်တော်ကဒါကို grade shed list လို့ခေါ်တယ်ပေါ့ဆိုလိုချင်တာကအများကြီး shed လို့ရတယ်ဥပမာweekday မှာလည်း reading လုပ်ဖြစ်တယ် weekend မှာလည်း reading လုပ်ဖြစ်တယ် exercise weekday မှာတော့လုပ်ဖြစ်တယ် weekend မှာမလုပ်ဖြစ်ဘူး gaming weekend မှာကျွန်တော် play တယ်အဲ့လိုမျိုးလို့ရတယ်ဆိုလိုချင်တာကကျွန်တော်က shed list ကိုခုလုံးမေးခွန်း၄ခုခွဲပြီးတော့မမေးပဲနဲ့ဒီမေးခွန်းတစ်ခုထဲမှာပေါင်းပြီးကျွန်တော်မေးရှင်တဲ့ရှင်ပြီးမှာတုံးလို့ရပါတယ်။ Okay နောက်တစ်ခုကတော့ကျွန်တော်ဒါကတော့ဒါ date ပေါ့နော်ထွေထူးပြောစရာမလို့ကျွန်တော် date မေးခွန်းမေးထားတာဖြစ်တဲ့ကျွန်တော် date ဆိုတဲ့အမျိုးအစားကိုသုံးတာဖြစ်တဲ့ဒီနေရာမှာထောက်လိုက်လို့ရှိရင်ကျွန်တော်က date ရွေးချယ်ခွင့်ပြုမယ် sorry နော်ကျွန်တော်အခုမေးခွန်းနံပါတ်7မှာကျွန်တော်ဥစား date မဖြစ်ရအောင်အဲ့ဒါကျွန်တော်အခုမေးခွန်းနံပါတ်7ကဟောဖြစ်ရမှာခဏလေးပါအမျိုးအစားမပြောင်းလဲဘူးဒီကောင်က time ဖြစ်ရဟုတ်နော်အချိန်ကိုမေးတယ်မေးခွန်းဖြစ်တဲ့အတွက်ဒီကောင် reload တစ်ချက်လုပ်လိုက်မယ်โอเคမိခွန်းနံပါတ်ကတော့ time ဆိုတဲ့မိခွန်းကိုသုံးထားပြီးတော့ဒီမှာဘယ်နှစ်နာရီဘယ်နှစ်မိနစ်ပေါ့နော်မနေ့ဆိုမနေ့ညနေဆိုညနေဒီလိုရေးရှယ်ခွင့်ပေးတဲ့ပုံစံမိခွန်းမေးလို့ရပါတယ်အဲ့တော့အားလုံးကျွန်တော်တို့ရှုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် Google Form မှာမေးခွန်းမေးလို့ရတဲ့အမျိုးအစားအလုံး12မျိုးတီတီရှိပါတယ်ပေါ့နော်ဒီမှာ12မျိုးတီတယ်ဒါပေမဲ့အဲ့ဒီမှာဒီတစ်ခုဆိုရင်စင်တူလေးပါအရင်တော့ကဒီတစ်ခုမရှိဘူးနော်နံပါတ်8မေးခွန်းအမျိုးအစားကျွန်တော်တို့မရှိပါဘူးအရင်တော့ကကျတော့ကျွန်တော်ဒီအမျိုးအစားအစားတာကိုပဲသုံးခဲ့ရတယ်ဒါပေမဲ့ခုနံပါတ်8အမျိုးအစားလေးတစ်ခုကထပ်တိုးပေါ့နော်ကျွန်တော်အခုမှအသစ်ဖြစ်လာတာโอเคအဲ့ဆိုကျွန်တော်တို့ပြန်သွားကြည့်မယ်နော်မေးခွန်းမေးထားတဲ့ပုံစံလေးကိုတောင်းမယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးပြောနေရလဲပေါ့နော်ခဏလေးနော် sorry there's okay အဲ့ဆိုကျွန်တော်တို့screen share ထားတာမြင်ရသေးလားမသိနော်ကျွန်တော်တို့ခုနက network တော့ error ပြနေပါဟယ်လိုဟုတ်ကဲ့ screen share ထားတာမြင်ရသေးလား ဟုတ်ကဲ့ပါရတယ်ဟောโอเคအဲ့ဆိုရင်ကျွန်တော်ဒီမေးခွန်းလေးတွေကိုအတူတူပြန်ပြီးတော့ကျွန်တော်လုပ်ပြမယ်ပေါ့နော်ပြီးသွားရင်တော့ဒီအဖွဲ့တွေအတွက်လည်း exercise ကဒါဖြစ်မှာပါဒါလေးကိုကျွန်တော် exercise လုပ်ပြရပါမယ်စင်ပြေမလားဟုတ်ပါပြီဒါပါလေးတေချာလေးလုပ်ပြလိုက်မလားโอเคအဲ့ဆိုရင်ကျွန်တော်တို့စမယ်နော်အဲ့ဆိုကျွန်တော်ကတော့ဒီဗာလဲဒီအပေါ်ကဒီပုံနေထည့်တဲ့ကတော့ကျွန်တော်ပြောစရာမလိုတော့ဘူးတွင်ねအဲ့ဆိုမေးခွန်းအမျိုးအစားလေးနဲ့ပဲကျွန်တော်ပြောပြမယ်အဲ့နော်အဲ့ဆိုကျွန်တော်တို့ဒါပုံမှန်အတိုင်းပါပဲ
မေးခွန်းတစ်ခုမေးချင်ပြီဆိုကျွန်တော်တို့ကအပေါင်းပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ add question ဆိုပြီးတော့နှိပ်ရအောင်เนาะအဲ့ဆိုကျွန်တော် add question လုပ်ကြည့်လိုက်မယ် add question လုပ်လိုက်ပြီးတော့ဒီနေရာမှာကိုရေးချင်တဲ့ question ပေါ့เนาะဥပမာကျွန်တော်ကဒီနေရာမှာရေးလိုက်ပါမယ်ဗာလဲဥပမာဆိုတော့ name လို့ပြောလိုက်တယ်ဒါဆိုရင်ကျွန်တော်ဒါဗာလဲဖြေမဲ့လူရဲ့ name ကိုကျွန်တော်ကောက်တာဖြစ်တဲ့အတွက်သိကြတယ်သူ့ကိုမေးခွန်း type မေးတဲ့ကကျွန်တော်ဘယ်အမျိုးအစားနဲ့မေးရမှာလဲအဲ့တော့ဒီနောက်ကတန်းနေရာလေးကိုထောက်ကြည့်လိုက်ကျွန်တော်တို့မှာမေးခွန်းမျိုးစားတွေအားလုံး12မျိုး PPT မှာပေါ်လာပါလိမ့်မယ်အပေါ်ဆုံးမှာ short answer ဒုတိယ paragraph multiple choice short bar draw down ပေါ့နော်ဒီနေရာမှာကြောက်လို့ချင်း file upload ရှိမယ် line scale ရှိမယ် rating ပေါ့နော်ဒါ rating ကအခုမှနေယူပြထားတယ်။တုံးကအစ်စ်ကူမှဝင်လာပေါ့နော်ပြီး multiple choice grade ရှိမယ် chess bar grade ရှိမယ်ပြီးတော့လို့ချင်း date and time ဆိုပြီးကျွန်တော်တို့ရှိပါမယ်။ကဲဆိုကျွန်တော် name ဆိုတဲ့မေးခွန်းမျိုးကျွန်တော်တို့ဘယ် question type ကိုသုံးပြရမှာလဲမသိနော်။ short Short answer answer paragraph Short answer okay အဲ့တော့ကျွန်တော်ဒါကိုဘာကြောင့်အချိန်ယူပြီးမေးနေရလဲဆိုရင်တကယ်ပေါ့နော်ကိုကိုတိုင်းမေးခွန်းတွေဥမာစာပေကောက်တဲ့အချိန်မျိုးဖြစ်ဖြစ်ကျွန်တော်ကကိုကိုတိုင်းလုတ်တဲ့ခါကျရင်အဲ့ဒါကျွန်တော်တို့လုံးလို့ရအောင်ပေါ့နော်ဘာလို့လဲဆိုတော့မေးခွန်းကမေးထားတာနေဒါပေမဲ့ဒီညမှာ short answer မဟုတ်နဲ့ paragraph ကြီးသွားလုတ်ထားရတယ်ပေါ့ဒါပေမဲ့အဆင်ပြေသေးတယ်ဘာတော့ paragraph ဖြစ်တဲ့အတွက်စာရိုက်ရတာဖြစ်တဲ့အတွက်အဆင်ပြေသေးတယ်ဒါပြဿနာမရှိသေးဘူးဒါပေမဲ့အဲ့နေရာမှာသွားပြီးကျွန်တော် multiple choice တို့လို့သွားလုတ်ထားမိရလို့မဖြစ်စေချင်လို့ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကြိုပြောတာပါโอเคဆိုကိုရဲ့မေးလိုက်တဲ့မေးခွန်းပေါ်မှာမူတည်ပြီးတော့ဘယ်လိုပုံစံဖြေရမယ်ဆိုတဲ့ method ကိုကျွန်တော်တို့ဒီတော့ကနေသတ်မှတ်ပြီးတာပေါ့နော်โอเคဒါ name ကိုကျွန်တော်တို့လုပ်ပါโอเคဒီက name ကိုတော့ကျွန်တော်ဒီလိုလုပ်မယ်သူ့ရဲ့ birthday ပေါ့နော် BIR THDAY သူ့ရဲ့ birthday ကိုကျွန်တော်မေးရဆိုပါဆိုအဲ့တော့ကျွန်တော်ဘာကိုလုပ်ပြရမှာလဲမွေးနေ့ကိုမေးတာဆိုတော့ဘာလုပ်ပြရမှာလဲ Date okay เนาะဒါ birthday ဆိုတော့ကျွန်တော်တို့ date ပေါ့ဟုတ်ပြီเนาะ okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ပေါ့နော်ဟုတ်ပြီဒါ birthday ကိုမေးတာနောက်တစ်ခါဒီလိုမေးပါမယ်ဆိုပါစို့အချိန်နဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုခုလောက်မေးကြည့်ပါနော်ဘယ်လိုမေးခွန်းတွေကိုအချိန်နဲ့ပတ်သက်ပြီးမေးလို့ရမယ်လို့ထင်လဲကိုယ့်ရဲ့လုပ်ငန်းခွင်ဒါမှမဟုတ်ရင်ကိုယ့်ကိုပေါ့နော်စဉ်းစားကြည့်မိတဲ့ဟာမျိုးလေးတစ်ခုလောက်ပြောကြည့်ပါဘယ်လိုအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ကဒိတ်မေးခွန်းကိုမေးလို့ရမှာလဲအော်ဒိတ်မဟုတ်ဘူးတိုင်း sorry ရုံးသွားချိန်တို့ပါလို့သုံးလို့ရတယ် ရုံပဲချိန်သွားလဲဆိုတဲ့မေးခွန်းမျိုးလားအဲ့ဒါ အဲ့လို ရှားစဉ်းစားကြည့်အောင်အဲ့ဒါအရင်ရိုးရွှင်ရကြည့်တယ်ဟုတ်အေးမော်စဉ်းစားကြည့်ပါဦးဘယ်လိုပုံစံမျိုးမေးခွန်းကိုမေးလို့ရမှာရာသီဥတုရာသီဥတုမဟုတ်ပါဘူးရာသီစက်ဝန်းအကြောင်း ရှားသည် ရာသီစက်ဝန်းဥမာနွေရာသီမိုးရာသီအဲ့လိုမျိုးဟောရလား ဂျာတိကြတော့မရလောက်ဘူးဆိုတော့အရှိန်လေးအခုကကြတော့အရှိန်ဆိုတော့ဥမာဘဏ္ဍနာကြီးမနေ့ဘဏ္ဍနာ အဲ့ဒီ ကြီး အ ည ရှိ နေ န် ဘဏ္ဍ လား နာကြီးဟုတ်တယ် ဟိုရုံးမှာဆိုရင်တစ်ပတ်မီတင်ပဲ2ကြိမ်လုပ်ဖြစ်တဲ့တို့ဘာလို့အဲ့လိုမျိုးမေးသူရ အဲ့ဒါကြတော့အကျိန်အရေအတွက်ဖြစ်သွားမယ်နိုင်နဲ့မဆိုင်ဘူး အဲ့လိုကြမရဘူး time က Okay ဒီအခုလေသူတည်းရဲ့မေးခွန်းနိုင်ပုံစံမေးခွန်းလေးကျွန်တော်ယူပြမယ်နော်ခုနကဒီမှာဒီတဲကအောက်ဆုံးတော့နော်နိုင်ပုံစံ time ဆိုတာလေးယူလိုက်မယ်time ကိုယူလိုက်လို့ရှိရင် तू က time ကိုဖြေရတဲ့ပုံစံလေခုနကကျွန်တော်ပြထားတာရှိတယ်ဒီမှာ သူကဘာလဲဘဏ္ဍနာကြီး AM ဆိုတာလိုက်ပဲ PM ဒါလောက်ပဲယူလို့ရတာအဲ့ဒါဆိုလိုချင်တာကကျွန်တော်တို့ကတကယ်ပေါ့နော်ဗာလေအတိုင်းဒါတစ်ခုဥမာပေါ့ခုနကတယောက်ပြောတာမှာပါတယ်ဥမာပေါ့မနေ့ရုံးဘဏ္ဍနာကြီးတက်တယ်လေရုံးတက်တဲ့အချိန်တဘောအဲ့လိုမေးလို့ရတယ်ဒါပေမဲ့ तू ကနာကြီးတစ်ခုပဲပေးလို့ရတယ်လို့ရုံးစင်းတဲ့အချိန်ရောဆို तू ကနောက်ထပ်မေးခွန်းတစ်ခုထပ်မေးမှရမှာပေါ့နော်အဲ့တော့ပြောချင်တာနာကြီးကတော့တကယ်ပြောကြည့်မှဆိုရင်အသုံးတော်တော်နေတယ်ဒါပေမဲ့ hotel တွေဘာတွေမှာဆိုရင်တော့ဘယ်လိုသုံးရတော့မှဒီဗာလေဆိုပါတော့
ကျွန်တော် check in check out ပေါ့เนาะ check in check out အချိန်တွေကျွန်တော်တို့မှတ်ထားလို့သုံးလို့ရတယ်ဥပမာဘယ်နေ့ဘယ်နှစ်နာရီမှာ check in ဝင်ပါတယ်ဘယ်နေ့ဘယ်နှစ်နာရီမှာ check out ဆက်သွားပါတယ်ဆိုတာမျိုးတွေတတ်မှတ်လို့ရတယ်တကယ်ရုံးနေမှာဆိုတော့ဥပမာဘယ်ဗာလဲဒီနေ့မှာဘယ်နှစ်နာရီမှာရုံးဝင်ပြီးတော့ဘယ်နှစ်နာရီမှာရုံးထွက်ပါတယ်ဆိုတာမျိုးတွေမေးလို့ရတယ်ဒါပေမဲ့မိကုန်းကတော့တစ်ခုတည်းနဲ့တော့ဖြေလို့မရဘူးမိကုန်းနှစ်ခုဖြေတော့เนาะရုံးတက်ရှိရုံးဆင်းချိန်ဆိုတော့မိကုန်းနှစ်ခုမေးမှရပါလိမ့်မယ်เนาะအဲ့လိုအချိန်မှာသုံးလို့ရမယ်โอเคအဲ့ဆိုဒါကတော့ time မေးခွန်းရဲ့သဘောတရားပါအသုံးတော့တော်တော်လေးနေလိမ့်မယ်ဒါပေမဲ့ hotel လုပ်ငန်းလုပ်တဲ့လူတွေမှာဆိုတော့သုံးရတာရှိတယ်ဘောနော်အဲ့ပါပြီနောက်တစ်ခုကတော့ multiple choice မေးခွန်းပါmultiple choice မေးခွန်းကတော့ကျွန်တော်တည်ပြီးသားဟုတ်တယ်နော်ကျွန်တော်တို့ပေးထားတဲ့စီးနေတွေကကုလိုချင်တာကိုရွေးထုတ်တဲ့ရှိရော multiple choice လုပ်ရှင်တဲ့အခါသုံးတယ်ဘယ်နေရာမှာကျွန်တော်လွယ်လွယ်ကူမေးလို့ရဆိုရင်ကျွန်တော်မှာဗာလဲ gender ပေါ့ဟုတ်နော်လူတစ်ယောက်ရဲ့โอเคဗာလဲယောက်ျားလေးလားမိန်းကလေးလားဆိုပြီးတော့ gender တွေကျွန်တော်တို့မေးချင်တဲ့အချိန်မျိုးမှာသုံးလို့ရတယ်နော်ဒီမှာ add on လုပ်ကြည့်မယ်ဆိုကျွန်တော်မှာ male female ဒီလိုမျိုးတွေမေးခွန်းမေးချင်တဲ့အချိန်မျိုးမှာသုံးလို့ရတယ်အဲ့ဆိုရင်ဒါကိုကြတော့ကျွန်တော်တို့က multiple choice ကိုသုံးလို့ရတယ်တကယ်လို့ multiple choice ကိုမသုံးညင်ဘူးလို့ဒီနေရာမှာဘာကိုသုံးလို့ရသေးလဲဆိုရင် gender မှာကြာရင် multiple choice ကကျွန်တော်တို့က drop down list ကိုသုံးလို့ရတယ်သူတို့နှစ်ခုကဆင်တူတယ်ကွာတာကကြတော့ဗာလဲဆိုရင် multiple choice ကကြတော့မေးထားသမျှမေးခွန်းကိုအကုန်မြင်နေရတယ်ဒါ draw down list ကကြတော့ကျွန်တော်တို့မေးထားသမျှမေးခွန်းကိုမမြင်ရဘူးထောက်လိုက်တဲ့အခါမှာသူကမေးခွန်းလေးတွေပေါ်လာတယ်ဒီ idea တစ်ခုကိုရွေးလိုက်တယ်ရွေးလိုက်ပြီဆိုတော့ရွေးလိုက်တဲ့ဖြေလိုက်တဲ့အဖြေပဲမြင်ရမယ်ကျန်တဲ့ဟာတွေအလုံးပျောက်နေမယ်ပေါ့သူက draw down list ဖြစ်တဲ့အတွက်ကျွန်တော်ဥပမာဒီမှာကျွန်တော်မေးထားတဲ့မေးခွန်းပုံစံလေးပါနော်ဒီမှာ select your country ဆိုဒီမှာကျွန်တော်တို့ဒီလိုမျိုးရွေးလိုက်ရဥပမာကျွန်တော်မြန်မာလို့ရွေးလိုက်ပြီဆိုသိကြတယ်မြန်မာပဲမြင်ရမှာကျန်တဲ့မိကုန်းတွေမမြင်ရတော့အဲ့လိုအရှင်နေပေါ့နော် multiple choice ဆိုတော့ဒီမှာကျွန်တော်ဒီမှာမေးထားတဲ့မိကုန်းရတယ်ဟုတ်တယ်နော်ဒီမှာလေးခုလုံးမြင်နေရတယ်အဲ့တော့ခုနက gender တွေမေးတဲ့အခါလည်းအဲ့လိုမေးလို့ရတယ်ဆိုလိုချင်တာ multiple choice ကိုသုံးလို့ရတယ် draw downs ကိုသုံးလို့ရတယ်နော်အဲ့တော့ကိုယ့်ရဲ့မိကုန်းပုံမှာမူတည်ပြီးတော့ဘယ်လိုမျိုး position လဲအဲ့မှာရွေးလို့ရတယ် okay အဲ့ဆိုနောက်တစ်ခုလောက်ဆက်သွားမယ်နောက်တစ်ခုကတော့ဒီမှာ shed list ရှိတယ် shed list ကကြကျွန်တော်သိပြီလားဒီ gender ဆိုတဲ့မိကုန်းကိုသုံးထားပြီးဒီ shed list ကိုကျွန်တော်တို့ on ထားလို့ရအောင်လားချက်လစ်သုံးလို့ရလားစဉ်းပြမလား မရဘူး ဒီပါ ဘာဖြစ်လို့တော့ ဟာ ဘာဖြစ်လို့တော့ multiple choice ကကြတစ်ခုပဲရွေးလို့ရရှက်ပေါက်က တစ်ခုပဲ ကြ ရွေးရမှာမဟုတ်လား သုံးရွေးလို့ရတယ် အဲ့လေကျန်တာဆိုပြီးတော့ main လေးလည်းဟုတ်တယ်ယောက်ျားလေးလည်းဟုတ်တယ်ဆိုပြီးရှစ်လိုက်မင်းကောင်းလား okay ဟုတ်ပါနော်အစိမ်ဟုတ်ပါဒါတော့သုံးလို့မရဘူးเนาะအဲ့တော့ကိုယ့်ရဲ့မေးခွန်းပုံမှာဥပမာကျွန်တော်တို့ခုနမေးခွန်းလို့ပေါ့ဗာလေဘယ်အစားအစာတွေကိုကြိုက်တယ်လဲဆိုပြီးတော့ကျွန်တော်မေးလိုက်တယ်အဲ့ဆိုရင်ကျွန်တော်အစားအစာမေးကြတဲ့မေးခွန်းမှာကွကျွန်တော်ငါးရှိတယ်ပါရှိတယ်ညာရှိတယ်အဲ့ဆိုအဲ့ဒီကကိုကြိုက်တဲ့ဟာအားလုံးကိုအမှန်ကြီးရှစ်ခွင့်ပေးတယ်အဲ့လိုအရှင်နေလို့ဆိုတော့ကျွန်တော်လုပ်လို့ရပါတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ကဒီ gender လို့မေးခွန်းမျိုးတော့သိကြပါတယ် chat box ဆိုတဲ့ဒီအရာတော့သွားသုံးလို့မရဘူးပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့ကမှတ်ထားမယ်နေပြီးတော့ file upload ဒါတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ file တစ်ခုခုတင်စီခြင်းတဲ့အခါပေါ့နော်ဒီချိန်မှာသုံးလို့ရတယ်โอเคဆိုကျွန်တော်ဒါလေးဖြတ်လိုက်တော့မယ်အောက်ကဟာလေးပဲတန်းသွားလိုက်တော့မယ်အချိန်နည်းနည်းကြာနေမှာဆိုเนาะဒီမှာကျွန်တော်တို့ဒီမှာဒါမျိုးလေးမေးခွန်းနေဆိုတော့ chat list ကိုသုံးလို့ရတယ်ကဲဒါကကြတော့ခုန draw down list သုံးတယ်เนาะကျွန်တော်သုံးထားတာဟုတ်တယ်เนาะdrop down ကဲဒါပြီမှာဒါဓာတ်ပုံတင်ခိုင်းထားတာဟုတ်တယ်နော်ဓာတ်ပုံတင်တာမှကျွန်တော်တနည်းအားပြောထားရှိတယ်ဗါလဲ verify အမျိုးအစားပဲတင်ခွင့်ပြုမယ်ဆိုတာမျိုးသတ်မှတ်လို့ရတယ်ဥပမာ document လို့ပြောသတ်မှတ်လိုက်ရင် wall file နေပဲတင်လို့ရမယ် PDF လို့သတ်မှတ်လိုက်ရင် PDF file မျိုးတင်လို့ရမယ်ဟုတ်ပြီနော်ဒါလေးပိတ်ထားရင်တော့အကုန်တင်လို့ရလို့ဒီပဲတက်ရောက်သွားတယ်ဘယ်မျိုးစားပဲတင်ပေါ့နော်ပြီးရင်ဗါလဲ maximum number ပေါ့နော်ဘယ်နှ file တင်ခွင့်ပြုမယ်ဆိုတာမျိုးရွေးလို့ရတယ် okay အဲ့ဒါပြီးရင် file size ကဘယ်လောက်ထိပဲတင်ခွင့်ပြုမယ်ဆိုတာမျိုးရွေးလို့ရတယ်ဟုတ်ပါပြီအဲ့ဒါပြီးတော့ကျွန်တော်အောင်ပါဒီမေးခွန်းကြည့်ပါ upload a photo or your favorite place တဲ့ okay ဒီမေးခွန်းမျိုးကိုသိကြရကျွန်တော်တင်ရမှာလေဒီ specific ဒီကောင်လေးကိုကျွန်တော်တို့ကထားပြီးတော့ image လေးကိုအမှန်ကြီးချထားတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ तू ကဆိုလိုချင်တာဘာပဲတင်လို့ရမလဲဓာတ်ပုံပဲတင်လို့ရမယ်ကျန်တာတင်လို့မရဘူးပြီးဗာလေကျွန်တော်တို့တင်ခိုင်းတာ favorite place လို့ပြော photo of လို့ပြောထားတာပါphoto တင်ခိုင်းတာအဲ့ဒါကိုကျွန်တော်တို့ကနေပြီးတော့ဒါကို
on ထားမိပြီဆိုသူကဗီဒီယိုကြီးတင်မိရတယ်ဖြစ်ကောင်းဖြစ်ရင်တုံးမို့ Excel ဖိုင်ကြီးတင်တာကြီးလည်းဖြစ်ကောင်းဖြစ်သွားတယ်အဲကြောင့်လို့ကျွန်တော်တို့အနေနဲ့ဆိုတော့ဒီ image ဆိုတာလေးကိုဒီလို on ထားလိုက်တာပိုကောင်းတယ်ပေါ့နော်ပြီးရင်ဘယ်နှဖိုင်ထိတင်ဝင်ပြင်ပါလဲတစ်ပုံမဲလားနှစ်ပုံမဲလားရွေးလို့ရတယ်ပြီးတော့ရင် file size ကဘယ်လောက်အရွယ်အစားထိတင်ခွင့်ပြုမှာနော် okay အဲ့အောင်မလာပြီခုနဒါလေးပေါ့နော်ဒီမေကွန်တိုက်ကကျွန်တော်ဒီအမျိုးအစားလေးပါကျွန်တော်မှာ line scale ဆိုတဲ့အမျိုးအစားပေါ့နော်ဟုတ် okay အဲ့တော့ line scale ကတော့ယူရှင်နေပါလေ how satisfied are you with online learning အဲ့တော့ကျွန်တော်ကသူ့ကို rating သတ်မှတ်ခိုင်းတဲ့အမျိုးအစားတစ်မျိုးပါပဲအဲ့တော့ rating ဘယ်ကနေပဲဒီလို1ကနေဘယ်လောက်ထိကျွန်တော်တို့သတ်မှတ်ပါလဲเนาะဒီမှာ10ထိသတ်မှတ်ပါလား rating ပေးလိုက်ရပြီးနောက်တစ်ခုကnumber 1ကဘာကိုရည်ညွှန်းတာလဲnumber 5ကရောဘာညွှန်းတာလဲဟိုဘက်အစနဲ့ဒီဘက်အစုံမှာကျွန်တော်တို့ကနေပြီးတော့ position နဲ့ level လေးထိုးပြအောင်เนาะဒါကိုကျွန်တော် level လို့ခေါ်တယ်အဲ့လိုဒီစာသားလို့ဖြတ်လိုက်တော့ဒီလိုပေါ့ level option เนาะ option နဲ့ဆိုပြီးတော့ပေါ်နေပါလိမ့်မယ် okay အဲ့ဆိုကျွန်တော်တို့ဒီလို level လေးထိုးထားပေးလို့ရတယ်အဲ့အောက်ကိုသွားမယ်ဆိုတော့ rating ကတော့ကျွန်တော်ဒီနေရာမှာဒါအခုမှအသစ်ပါလာတယ်เนาะ rating ဆိုတဲ့ဒီ method ပါသူကတော့အများကြီးမပါဘူးဒီမှာ rating 1 to 5ဒါတော့ကျွန်တော်အများဖြင့် voting စနစ်ပေးခိုင်းတာပေါ့เนาะအဲ့ဘယ်လောက်ထိကောင်းနေပါညာဆိုတဲ့မျိုးတွေအဲ့တော့ rating မှာလေးသူက1 to 5ပဲလားမဟုတ်တော့1 to 10ထိကျွန်တော် rating ပေးခိုင်းလို့ရပါတယ် okay ဒါသူရဲ့သဘောတရားလေးပါသူမှာတော့ထွေထူးထူးလိုမျိုးစာတန်းထိုးပါညာ level ထိုးတာတော့မပေါ့ဘူးเนาะဒီကောင်မှာတော့ scale မှာတော့ကျွန်တော်တို့ပါတယ် okay အဲ့အောက်ကိုသွားမျိုးဒါကျွန်တော်တို့တနည်းကကြော်ခဲ့တဲ့မိခုံကျွန်တော်မိထားတာပါအဲ့ဒါကဘာလဲဆိုရင် multiple choice grade ပါဟောနော်အဲ့ multiple choice grade ကိုကျွန်တော်ကြည့်လိုက်မှဆိုဒီလိုပုံစံအဲ့တော့ကျွန်တော်မှာဇယားကွက်ဒီလိုပေါ့ row ရှိတယ် column ရှိတယ်ဟောနော် row ရှိတယ် column ရှိတယ်အဲ့တော့ကျွန်တော်ဘေးက row မှာကြာရင်ကိုမေးလိုက်တဲ့မေးခွန်းတွေကိုကျွန်တော်ကရေးပြရတယ်ဒီညာဘက် column ကကြတော့ column ဘယ်နှခုမြောက်လဲ1 2 3ကိုလိုချင်တဲ့ column ပေါ်မှာမူတည်ပြီးကျွန်တော်ကဒီမှာရေးပြရတယ်ဟုတ်ပါတော့ကျွန်တော်တို့ခုနကဒီမေးခွန်းပုံလေးကိုသွားကြည့်လိုက်ဒီမေးခွန်းလေးမှာဆိုကျွန်တော်ဒီမှာကြည့်ပါ column ဘယ်နှခုပါဆို column 1 2 3 4 column 4ခုပါတယ်ဟောနော်ဘေးနာ row 1 2 3 3ခုပါတယ်အဲ့တော့ကိုမေးချင်တဲ့မေးခွန်းကိုဒီကrow မှာမေးခွန်းလေးမေးရတယ်ပြီးရင်အဲ့ပေါ်မှာမေးခွန်းပေါ်မှာမူတည်ပြီးပေးချင်တဲ့ဒီမှာ answer ပေါ့နော် answer column လေးတွေကိုကျွန်တော်ဒီကနေအပေါ်ကထည့်ပေးရတယ်1 2 3 4ဟောနော်အဲ့လိုမျိုးလေးကျွန်တော်ကလုပ်ပေးရတဲ့ပုံစံပါအဲ့ဒါဒီမှာကြည့်လိုက်မှဆိုဒီလိုပုံစံပေါ့အဲ့ဒါရင်ကျွန်တော်တို့ကဟုတ်ပြီဒီတစ်ခါကျ teaching style ပေါ့နော်လေပူဝါ column မှာမှန်ချစ်ရှင်းလို့ရမယ်သုံးမှုလို့ရှိရင် fair မှာကျွန်တော်မှန်ချစ်ရှင်းလို့ရမယ် good မှာမှန်ချစ်ရှင်းလို့ရမယ် excellent မှာမှန်ချစ်ရှင်းရမယ်ဆိုကျွန်တော် column လေးခုဒီဘက်ကသတ်မှတ်ပေးတာဟုတ်ပါတော့အဲ့ဒါကိုကျွန်တော်နောက်ထပ်မေးခွန်းပုံစံတစ်မျိုးနဲ့ကျွန်တော်ပြောင်းကြည့်မယ်အရှာမေးခွန်းလေးတွေကျွန်တော်စဉ်းစားပြီးတော့လုပ်ကြည့်ကြမယ်လူမေးခွန်းတွေကျွန်တော်မေးလို့ရမလဲပေါ့နော်โอเคကျွန်တော်ဒါလေးတွေ column တွေ row တွေအကုန်ဖြတ်ရှာလိုက်မယ်ဖြစ် column တွေ row တွေကျွန်တော်အကုန်ဖြတ်လိုက်မယ်ဆိုဒီလိုပုံစံဖြစ်နေလိမ့်မယ်သူက original စလာတော့ကဒီလိုမျိုးလေးပါလာပါတယ်ဒီလိုပုံစံမျိုးလေးပေါ်လာတယ်ကျွန်တော်ဒီက multiple choice grid ဆိုတာလေးကိုရွေးလိုက်တာ ਨੇ ဒီလိုပေါ်သွားတယ် row 1 row 2အဲ့တော့ကျွန်တော်ကနေဒီလိုလုပ်ရမယ်ကျွန်တော်တို့ပေါ့နော်ဒီလိုလုပ်မယ်ဥပမာပြောရရင်ကျွန်တော်တို့ဒီဗာလဲ NIST ကတင်နေတဲ့တင်တန်းဆရာလေးတွေနာမည်ရေးလိုက်အမှကျွန်တော်နာမည်အဆုံးရေးမယ်ဆို row မှာကျွန်တော်ဝေယံဖြူပေးလိုက်ဝေယံဖြူကိုနည်းနည်းလေး rating ပေးထားမယ် okay ပြီးတော့လို့ရှိရင်ကျွန်တော်နောက်တစ်ခုပါဆိုဆရာနေမျိုးလေးရှိမယ်ပေါ့နော်နေမျိုးလေးပေါ့ okay အဲ့တော့ကျွန်တော်တို့ rating ပေးခိုင်းမယ် column မှာ rating မှာဘယ်လိုပေးမလဲဥမာအမှတ်1 2 3လေးပေးစီချင်တာလားသုံးဖို့ဥမာ good တို့ poor တို့ fair တို့အဲ့လိုမျိုးပေးစီညာဆိုတော့ column title လေးမှာကျွန်တော်ကြိုက်တယ်လို့ပေးရအဲ့တော့ကျွန်တော်တို့1 to 5ပေးခိုင်းကြည့်မယ်အဲ့တော့ဒီမှာ column 1မှာ1ဒါမှဆိုရင်2ဒါမှဆိုရင်3ဒါမှဆိုရင်4ဒါမှဆိုရင်5အဲ့တော့ကျွန်တော်မေးလိုက်တဲ့ဟာကဒီလိုမျိုးပြတာเนาะအဲ့တော့ column name မှာ1 2 3 4 5ဆိုပြီးတော့ရှိမယ် row က2ယောက်ပဲရှိတယ်လေလို့နောက်ထပ်လူလို့ရှိရင်လည်းထပ်ထည့်ပေါ့เนาะအဲ့လိုမျိုးလုပ်လိုက်ရစင်ပဲ okay အဲ့ဒါလေးကိုကျွန်တော်တို့တကယ်သွားကြည့်ကြမယ်ဘယ်လိုပေါ်လာမလဲเนาะကျွန်တော်ခုနမေးလိုက်တဲ့ဟာအဲ့ဒါသွားကြည့်မယ်ဒီလိုမျိုးလေးဖြစ်သွားမယ်ကျွန်တော် row 2ခုcolumn 5ခုနဲ့ဖြစ်သွားဟုတ်တယ်နော်ဝေယံဖြူဥမာကျွန်တော်က1ပေးခြင်းလို့နေမျိုးလေးကို5ထိပေးခြင်းလို့စစ်ပဲပေးလို့ရတယ်အဲ့တော့သူကဘယ်အရှိန်မှာသုံးလို့ဒါကိုကျွန်တော်တို့ကတနည်းအားဖြင့်ပြောမှဆိုဒါ multiple choice ဆိုရလေဒါပေမဲ့ multiple choice ကိုမှကျွန်တော်တို့ကဒီမေးခွန်းဒီပုံစံတူအခုလိုမျိုးလူ1ယောက်2ယောက်သုံးဖို့ကျွန်တော်တို့မေးခြင်းနဲ့မေးခွန်း topic 3-4ခုကိုကျွန်တော်တို့ကမေးခွန်း3-4-5ခုခွဲကြမလို့ねမေးခွန်းတစ်ခုတည်းနဲ့ပေါင်းပြီးတော့မေးပြလိုက်လို့ရတယ်
အဲ့ရှင်နေမှာကျွန်တော်တို့တုံးတာပါဒါကိုကျွန်တော်တို့က multiple choice grade လို့ခေါ်တယ်ပေါ့နော် multiple choice grade ဆိုတဲ့မိခုံအမျိုးအစားပါလောက်ဆိုတော့ကျွန်တော်နားလည်မယ်လို့မျှော်လင့်ပါတယ်အဆင်ပြေလားမသိနော်အေးအေးမော်တို့သူစာမိုးတို့ဒီမေမျိုးလေးသူဘယ်သူလာသေးအောင်တရားဟောဟိုအောင်ကြောတို့ရောက်နေနော်မြင့်စုတို့ရောက်โอเคဆိုရင်မြင့်စုတို့ကိုအောင်ကျော်တို့ရောအခုဒီကျွန်တော်ပြောပြတဲ့ multiple ပဲလေ multiple choice grade ဆိုတာကိုနားလည်လားမသိပါ ဟုတ်နားနေပါတယ်ဆရာ ဟုတ်ကဲ့ပြန်ပြအောင်လို့လည်းပြောရောเนาะအခြားလို့ ဟုတ် liner scale လေးပြန်ပြပါလားအဲ့ဒါခုနက liner scale လားမသိ โอเคဒါလေးပြောတာထင်တာ ဒီဒီဟုတ်တယ် ဒါလေး ဟုတ်တယ် โอเคအဲ့ပဲเนาะအဲ့မေးခွန်းလေးတစ်ခုထားမယ်လောလောဆယ်ဒီဒါလေးကိုပြောနေရဆိုဒါလေးနဲ့ပတ်သက်ပြီးအခြားလူတွေရောအဆင်ပြေလားမเนาะအေးအေးမော်တို့ ဟုတ်ကဲ့ပါ အဆင်ပြေလားရှုပ်တော့ အကောင်ရောရင်ရှုံမှာပေါ့ ဟမ်အကုန်လုံးမရှုပ် ရတယ် ပါ လေ โอเคဟုတ်ပါပြီအဲ့ဆိုကျွန်တော်ခဏနေ practice လုပ်နေပါဘူးပါနဲ့เนาะအဲ့ဆိုရင်လည်းကျွန်တော်တို့အဆင်မပြေရင်ကျွန်တော်ပြန်ပြီးတော့လုပ်လို့ရတာပေါ့အဲ့ဆိုကျွန်တော်တို့ဒါဒီပေါ့เนาะဒီ multiple choice နဲ့ grade နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိခုမေးခုဒီမှာတစ်ယောက်ကတော့ကျွန်တော်ဒါလေးလာမိရပေါ့เนาะဒါတနည်းအားဖြင့်ပြောမှဆိုကျွန်တော်ကလေဒီဗာလဲဆိုရင် liner scale ပေါ့เนาะအော်ဒီကောင်ကကြတော့ယူရှင်းပါတယ်liner scale မှာအခုကြည့်လိုက်သူကပေါ်လာတဲ့မိခုပုံစံလေးလိုလေးပေါ်လာတယ်ဒါလေးကျွန်တော်ဖြတ်ပြတယ်ကြည့်လိုက်အတူ original ပေါ်လာဒီလိုပေါ်လာတာပါအဲ့ဆိုကျွန်တော်ကမေးခွန်းဒီထဲမှာကိုမေးချင်တဲ့မေးခွန်းလေးတစ်ခုပေးလိုက်တယ်ကျွန်တော်ဒီမှာနောက်မှာ note လေးလည်းပေးထားတယ်1ဆိုလို့ရှိရင် not 65 5ဆိုရင် very 65လို့သတ်မှတ်လိုက်တယ်အဲ့ဆိုတနည်းအားဖြင့်ပြောမယ် rating ပေးတဲ့နည်းတစ်နည်းပဲအဲဒါမဲ့သူက rating ကိုမှကျွန်တော်တို့ကနေပြီးတော့ဘာလို့လဲဆိုဘေးကနေ level လေးထည့်ပေးလို့ရတယ် level လေးပေါ့နော်ဥပမာဆိုပါတော့ဒီဘက်ကိုကျွန်တော်ပူးသွားလိုက်မယ်ဒီဘက်ကိုကြားလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဗာလဲ excellent ပေါ့နော်အဲ့ဒါကျွန်တော်အဲ့လိုရေးလိုက်တယ်ဆိုရင်ဒီမှာ rating 1 to 5ပေးလို့ရတယ်သို့မဟုတ်1 to 10အထိကျွန်တော်တို့ပေးခွင့်ပေးတယ်အဲ့တော့10ဆိုရင်ဒါ excellent ပူဝါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါ1ဆိုရင်ဒါပူဝါလို့ပြောတာအဲ့လိုမျိုးပြောလိုက်တယ်အဲ့ဆိုရင်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာသွားကြည့်ကြည့်မယ်နော်ကောင်းလေး reload တစ်ချက်လေးโอเคအဲ့ဆိုရင်မေးခွန်းလေးပြန်သွားကြည့်မယ်ပြန်ပါတယ်ဒီမှာပါအဲ့တော့ကျွန်တော်တို့မှာကြည့်လိုက်ပါအားလုံးပေါင်းအမှတ်10မှတ်ထိပေးခွင့်ရှိရဲဒါပေမဲ့တစ်မှတ်ဆိုတာဒါပူဝါကိုပြောတာပြောချင်တာက5ဆိုလို့ရှိရင်တော့ပူဝါလည်းမဟုတ်ဘူး excellent မဟုတ်ဘူးเนาะဒီပြောပါ normal ရှင်နေမှာရှိရလို့ပြောချင်တာတဘောကအဲ့လိုမျိုးလေးတနည်းအားဖြင့်ဒီ rating ပေးတာနဲ့မတူ rating ပေးတယ်ဆိုတာဒါဒီတစ်ခုကဘလောက်လောက်ကောင်းတယ်လို့ကျွန်တော်တို့က rating ပေးတာဒီကောင်ကကြအဲ့လိုမဟုတ်ဘူးတခုခုပြောလိုက်တဲ့ဟာသူ့အနေနဲ့ဆိုရင် तू ကတော့ပူဝါဖြစ်တယ်သူ rating ကကြတော့ဘလောက်ကောင်းတယ်ဥမာ1ကောင်းတယ်2ကောင်းတယ်3ကောင်းတယ်ဆိုတော့ကောင်းတဲ့ပမာဏကိုပဲပေးလို့ရတာ तू ကကြအဲ့လိုမဟုတ်ဘူးဒီကောင်ဆိုလို့ရှိရင်9ဆိုရင်ဒါ normal ဒီဘက်ကိုဆက်သွားရင်တော့ကောင်းတယ်လို့ပြောတာတဘောဒီဘက်ကိုအောက်ကိုဆင်းမယ်ဆို minus ဖြစ်ကိုရောက်သွားပါတော့မကောင်းဘူးလို့ပြောတယ်အပိုင်းကိုရောက်သွားတာအဲ့လိုမျိုးပဲကျွန်တော်တို့ကနေပြီးတော့ဒီကိုမေးတဲ့မေးခွန်းပေါ်မှာမူတည်ပြီးတော့အဲ့လိုမျိုးမေးခွန်းရှိရပါတော့ဥမာဒါပူဝါနဲ့မလို့တိတ်မသိတာခုနဟာလေးနဲ့ပြောမလို့ဗာလဲ not 65ဟုတ်နော် online ပတ်သက် not 65မဖြစ်ဘူးဖြစ်တယ်ဆိုတဲ့မေးခွန်းမျိုးဒီလိုမျိုးတွေကျွန်တော်ပြန်လုပ်လို့ရတယ်တော့ဘာလို့ကျွန်တော်5ပဲပြန်ထားလိုက်မယ်အဲ့တော့ဒီ rating နဲ့ဒါနဲ့ကွာခြားတာကကြတော့ rating ကကြတော့ဘလောက်ကောင်းတယ်ပေါ့ဥပမာပြောတယ် rate the following ဗာလဲ accept or less correct ပြီးခဲ့တဲ့ဥစ္စာဗာလဲတင်တန်းကဥစ္စာကိုဘလောက်ထိလက်ခံနေဆိုတာကိုကျွန်တော် rating ပေးခဲ့တာအဲ့တော့ तू ကမကြိုက်ဘူးဆိုရင်တော့1လောက်ပဲကြိုက်တယ်2လောက်ပဲကြိုက်တယ်3လောက်ပဲကြိုက်တယ်သူရဲ့မေးခွန်းကကျွန်တော်ရှင်းပြရင်ပဲအပေါင်းပဲရှိတယ်အနှုတ်ဖက်ကိုမရဘူးเนาะဘလောက်ကြိုက်တယ်လို့ပဲပြောခွင့်ရှိတယ်ဘလောက်မကြိုက်ဘူးဆိုပြီးတော့ပြောင်းပြန်ပြီးတော့ပြောခွင့်မပေးဘူးအဲ့လိုမျိုးဖြစ်နေတယ်သူကကြအလုံးမဟုတ်တော့သူကကြတော့ဒီမှာမေးခတဲ့မေးခွန်းရဆို online learning ကို certify ဖြစ်လားမဖြစ်ဘူးလားမေးခွန်းအဲ့လိုဖြစ်သွားတယ်အဲ့ဆိုရင်ကျွန်တော်တို့ကဖြစ်ရင်ဖြစ်တယ်လို့ဖြေခွင့်ရှိတယ်မဖြစ်ရင်လည်းမဖြစ်ဘူးဆိုတော့ minor first ကိုပါပြန်ပြီးတော့ကျွန်တော်တို့ကအဖြေပြန်ပေးလို့ရတယ်ပေါ့နော်ဆိုလိုချင်တဲ့တဲ့ပဲကကျွန်တော်တို့ရဲ့ဒီလုပ်ငန်းခွင်မှာလည်းအဲ့တိုင်းပဲဒီအလုပ်မှာအလုပ်လုပ်ရတာကိုကျင့်နဲ့လားအဲ့လိုမေးခွန်းမေးတယ်အဲ့ဆိုကျင့်နဲ့လားဆိုတဲ့ဟာကိုဒီကောင်းနဲ့မေးလိုက်မယ်ဒီမေးခွန်းနဲ့မေးလို့ရတယ်နော်ဒီ scale နဲ့မေးလို့ရတယ်ဘာလို့
ကျင်းနဲ့လားကျင်းတဲ့ဆိုကျွန်တော်5ထိပြောတယ်ဒါဆိုမှ very satisfied လုံးဝကျင်းတဲ့ဒီဘက်ကျတော့မကျင်းတဲ့ဘူးလုံးဝမကျင်းတဲ့ဘူးဟုတ်နော် not satisfied ဒါဆိုတော့အထက်ရောက်ပါပဲအဲ့လိုမျိုးကျွန်တော်ကမေးခွန်းဖြစ်သွားတယ်ဒါပေမဲ့အဲ့နေရာမှာ rating ကြအလုံးမဟုတ်ဘူးလူတစ်ယောက်ကကောင်းသလားဥပမာပြောလို့ရှိရင်ဥပမာပဲဗာလဲကျွန်တော်စာတင်တာကောင်းသလားအဲ့ဆိုဘယ်လောက်ကောင်းတယ်လဲအဲ့တော့1ကနေ9ထိပြီ9အထိကောင်းတယ်မဟုတ်ဘူး3လောက်ပဲကောင်းတယ်မဟုတ်ဘူး1လောက်ပဲကောင်းတယ်သူကကျတော့မကောင်းဘူးဆိုတဲ့မိခုပြန်ဖြေလို့သူကတစ်ဖက်ပိတ်မိခုဖြစ်သွားတယ်သူကကျတော့တစ်ဖက်ပိတ်မိခုမဟုတ်ဘူးဟုတ်ပါနော်အဲ့ဆိုကောင်းနေမကောင်းဘူးဆိုပြီးတော့ဒုံတွဲပြီးတော့ဖြေခွင့်ပြီးတယ်ဥပမာကျွန်တော်ဘယ်မှာသွားတည်တယ်ဆိုဥပမာ Google Play Store တွေပိုင်းမှာဆိုလေ software တွေပိုင်းဆို rating ပေးလို့ရတယ်ဘာလို့ရလဲ1ကနေ9ထိ rating ပေးလို့ရတယ်ဒီ software ကမကောင်းပါဘူးလို့ကျွန်တော် rating ပေးလို့မရဘူးဟုတ်နော်ဘယ်လောက်ကောင်းတယ်1ကောင်းတယ်2ကောင်းတယ်ဆို rating ပဲပေးရတယ်သူကကြအလုံးမဟုတ်ဘူးကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဆိုတာဟာဒီမှာရှေ့နဲ့နောက်နဲ့ကြာမှာဒုံတွဲပြီးတော့ plus minus မိခုပြန်မိလို့ရတယ်ပေါ့နော်အဲ့ဆိုလုပ်ငန်းခွင်မှာဘယ်အချိန်မှာကျွန်တော်တို့သုံးရမလဲအဲ့ဆိုဒီနှစ်ခုရဲ့ပွားရှားပုံလေးပေါ့နော်ခုနမေးလိုက်တဲ့မိတရားပေါ့နော်သူစားဝင်မေးရတဲ့အဲ့ဆိုရင်ဒီပေါ့နော် liner scale ကိုလုပ်ငန်းခွင်မှာမေးခွန်းတစ်ခုလောက်မေးကြည့်မယ်ဘယ်မေးခွန်းဆိုမေးလို့ရမယ်လို့ထင်လဲโอเคအဲ့ဆိုရင်အရှားဥစားလုပ်ကြည့်မယ်နော်မေးဟုတ်ဖြေပါ အဲ့ဆို motivation ရုံးမှာ motivation test တွေဖြေရဆိုတော့လေmotivation test ဖြေရတဲ့မိခုနဲ့ပတ်သက်ပြီးစိတ်ကျဉ်တတ်မှုရှိလားမရှိလားအဲ့လိုမျိုးမေးလို့ရတယ် စိတ်ကျဉ်းမှုရှိလားမဖြစ်ဘူးပေါ့အဲ့လို တ မေး ချို့ လို့ ကြ ရ တာတချို့ဘုရားမျိုးမကြိုက်ကြဘူးအားကြောင့် โอเคပါပြီအဲ့တော့အဲ့ဆိုဒါလေးဆိုရင်နော်ဒီအောက်က rating ကိုကြောက်ဘယ်လိုမေးခွန်းမေးလို့ရမယ်လို့စဉ်းစားမိလဲဆရာဟိုက performance တွေပါညာအဲ့လိုမျိုးအလုံးမှာအဲ့လိုမျိုး100ရဲ့ performance ဘယ်လောက်ရှိလဲအဲ့ဒါကိုမေးတဲ့အခါကျရင်အဲ့လိုမျိုးမေးလို့ရလား โอเคနော်ဖြိုးစင်လေးမေးတာအဲ့တော့ဒါအဲ့မေးခွန်းကိုပြန်မေးမယ်နော်ဖြိုးစင်လေးနေနဲ့ဆိုလို့ရှိရင်ဥပမာဝန်ထမ်းတွေရဲ့ performance ကိုတိုင်းတာတာဖြစ်တယ်ဆိုလို့ရှိရင်ဘယ်မေးခွန်းမေးမလဲအခုဒီဆိုတော့နော် liner scale ဆိုတာကိုသုံးမလားဒီ rating ကိုသုံးမလားဘယ်မေးခွန်းမေးမယ်လို့စဉ်းစားမိလဲဖြိုးစင်လေးရှိသေးလား yes ဆရာ ဟုတ်တယ်ဘယ်မေးခွန်းမေးမလဲဖြိုးစင်လေးနေနဲ့ဆိုဘယ်မေးခွန်းမေးမလဲအဓိကလေ minus scale မေးတာပြင်ပြတယ်ဆရာ plus minus လုပ်လို့ရတယ်ဆိုတော့ ပေါ့ဟုတ်တယ်ဟောနော်ဝန်ထမ်းတစ်ယောက်ကဆိုပါစို့ဝန်ထမ်းတစ်ယောက်ရဲ့ attitude ဒါမှမဟုတ်ဝန်ထမ်းတစ်ယောက်ရဲ့လုံနိုင်စွမ်းအားကိုမေးတယ်ဟုတ်တယ်သူက attitude ကောင်းတယ်မကောင်းဘူးဟုတ်တယ်အဲ့လိုမျိုးမေးကို plus minus လုပ်လို့ရပြတဲ့တေးကြတယ် liner scale 3ကိုသုံးရမယ် rating ကကြတော့မဟုတ်ဘူးသူကနော်ကောင်းတယ်ဆိုတဲ့ဟာလောက်ကိုပဲတတ်မှတ်ခွင့်မေးတာပေါ့နော် minus မပါတာဖြစ်တဲ့အဲ့ဆိုမေးကြည့်မယ်ဖြည့်စင်လေဒီ rating ကိုဘယ်မေးခွန်းမျိုးမေးရမလဲဘယ်မေးခွန်းမျိုးမှာ rating 3တင်လဲဥပအောင်တင်းတော့တာပဲဖြည့်လို့တာလားဖြည့်စင် ဟုတ်တယ်ဆရာမစဉ်းစားနေလို့ စဉ်းစားရင်โอเคစဉ်းစားနေလို့ခဏထားရနော်အဲ့ဆိုအခြားတစ်ယောက်လောက်ဖြည့်ပေးကြည့်ပါဒီ rating မေးခွန်းကိုတကယ်လုပ်ငန်းခွင်မှာဆိုဘယ်အချိန်မျိုးမှာမေးဘယ်မေးခွန်းမျိုးမေးရင်ပေါ့နော်3တင်တယ်လဲပေါ့မကူအောင်ကျော်လို့ရှိတယ်နော်မြင့်စုလို့ရှိတယ်ပြီးတော့ဗာလဲအေးမော်လို့ရှိတယ်ဖြည့်ကြည့်ပါဖြည့်ကြည့်ပါဦးမေးကြည့်ပါဦးမေးခွန်းတစ်ခုလောက်မေးကြည့်ပါဦးနော် rating 3ရတဲ့မေးခွန်းတစ်ခုလောက် customer ကို service ပေးတာလား customer service ပေးတာ okay ဟုတ်တယ်အဲ့လိုမျိုးမေးလို့လည်းရအောင်နော် customer တွေကို rating ပေးခိုင်းတာတော့ဟုတ်တယ်ကျွန်တော်တို့ဒီဘယ်နေရာမှာသုံးသေးလဲ food banner တို့ဘာမှဆိုသုံးတယ်လေနော်rating ဘယ်လောက်ထိပေးတယ်ဆိုတာမျိုးတွေသုံးလို့ရတယ်ဒါပေမဲ့ customer service ပေးတာမှာအဲ့လိုမျိုးဒီ rating နည်းကိုတတ်မှတ်လိုက်ရင်တော့ဟုတ်တယ်သူကဗာလဲကောင်းတယ်ဘယ်လောက်ကောင်းတယ်လို့ပဲသူကဖြည့်ခွင့်ရှိတယ်ပေါ့နော်ဒါလို့ချင်းစိတ်ကျဉ်တတ်မှုရှိတယ်မရှိဘူးဆိုတဲ့အထိတော့သူက
ပြန်ဖြေလို့မရဘူးเนาะ minus ဘက်ကိုတော့သွားလို့မရတဲ့မေးခွန်းတော့ဖြစ်သွားလိမ့်မယ်သုံးလို့ရပါတယ်ဟုတ်เนาะ rating သုံးတာတော့ပို့ပြီးတော့တနည်းအားဖြင့်ဆို safe ဖြစ်တယ်ပေါ့ဟာเนาะ customer ကိုဗုဒ္ဓင်ပေးတယ် minus ဘက်ကိုတော့ပေးလို့မရအောင်ဘယ်လောက်ထိစိတ်ချင်တဲ့လောက်ပဲပေးလို့ရဆိုကျွန်တော်အကာအကွယ်နဲ့သုံးလို့ရတယ်အဲ့ဒါကြောင့်လဲကျွန်တော်စဉ်းစားကြည့်လေ Play Store တွေဘာတွေမှာဒီ software တွေကို rating ပေးရမယ်ဆိုရင်သူက rating ကိုပဲသုံးတယ် scale မသုံးနိုင်ဘူးဘာလို့ဘယ်လောက်စိတ်ကျဉ်နှံ့မှုရှိရလို့ပဲတောင်းလောက်ခိုင်းတာလေနော်စိတ်ကျဉ်နှံ့မှုလုံးဝမရှိဘူးဆိုတော့ minus ဘက်ကိုပေးကုန်မပေးဘူးတကယ်လည်းအဲ့ဒါသုံးပါတယ် Food Panda တို့ပဲဖြစ် Grab တို့ပဲဖြစ်သူတို့ကို rating ပေးမယ်ဆိုရင်ဘာပြောလဲအော်ပေးရင်ယူလိမ့်မယ်တော်တော်ယူလိမ့်မယ်ပြီးခဏပေးယူဟယ်လိုပါsorry ပါ okay ဟုတ်ပါနော် sorry ပါအဲ့ဒါကျွန်တော်ဆက်သွားလိုက်မယ်ဒါ rating အကြောင်းလေးတလောက်ဆိုရင်တော့ကျွန်တော်ဘယ်လိုလေးအဆင်ပြေသွားလောက်ပြီနော်အဲ့ဒါကျွန်တော်ဆက်သွားပါမယ်ဒီခုနကဒါကျွန်တော် grade ပေါ့နော် grade ပါမှာဒါပါ grade လဲဆိုတော့ multiple choice grade ပါကျွန်တော်သိပြီးသားပါ multiple choice မေးခွန်းတွေကိုဗာလဲပုံစံတူကျွန်တော်တို့မေးခွန်းအများကြီးမေးရမယ်ပေါ့နော်အဲ့ဆိုရင်မေးခွန်းအများကြီးမေးရမယ်အစားကျွန်တော်ကဒီလိုမျိုးတစ်ခုတည်းမှာမေးခွန်းအခုဆိုကျွန်တော်၄ခုလားဟုတ်တယ်မေးခွန်း၃ခုပေါ့နော်မေးခွန်း၃ခုကိုကျွန်တော် multiple choice ရေးခိုင်းလိုက်တယ်အခြေအနေမျိုးတွေမှာသုံးလို့ရတယ်။ပြီးအဲ့အကိုဆက်သွားမယ်ဆိုတော့ဒီမှာဒါကဘာလဲဒါကြတော့multiple choice ကျွန်တော် multiple choice မဟုတ်တော့ဒါကြတော့ဗာလဲဆိုရင်ဗာလဲ shuffle grid ပေါ့နော်ကျွန်တော်ရွေးချယ်ရမယ် rating တွေပေးရမယ်သို့မဟုတ်ရွေးချယ်ရမယ်ရွေးချယ်ရတဲ့ဟာမှာဒီပုံစံတူမေးခွန်းကိုပဲမေးခွန်းတွေအများကြီးမေးစရာရှိတယ်အဲ့ဒါကျွန်တော်ကတစ်ခုတည်းပေါင်းမေးလိုက်တဲ့သဘောမျိုးမှာတုံးတာပါเนาะသူတို့နှစ်ခုကဒါပါပဲပြီးတော့ကျွန်တော်သိပြီးတာပါ what is your day of birth ဒါတော့ date တွေမိတာဒါတော့ time တွေမိတာအဲ့တော့ကျွန်တော်အားလုံးရှုံလိုက်မယ်ဆိုလို့ရှိရင် Google Form မှာမေးလို့ရတဲ့မေးခွန်း format က12မျိုးတိတိရှိပါတယ်ဟုတ်နော်ကျွန်တော်ထောက်ပြီးတော့ကျွန်တော်တို့ကြည့်ကြည့်မယ်ဒီ new မေးခွန်းပေါ့နော်ဒီမှာထောက်ကြည့်လိုက်သိပါတယ်အဲ့မှာ short answer မေးခွန်းအတိုလေးတွေဖြေခိုင်းလို့ရတယ် paragraph စာပိုက်ကြီးတွေတစ်ခုထိဖြေခိုင်းလို့ရတယ် multiple choice တွေခိုင်းလို့ရတယ် check box တွေသုံးလို့ရတယ် draw down တွေသုံးလို့ရတယ် fine တွေတင်ခိုင်းလို့ရတယ်နော် liner scale တွေသုံးလို့ရတယ်ပြီးတော့ rating တွေပေးခိုင်းလို့ရတယ် multiple choice grade နဲ့ multiple ဗာလဲ check box grade သူတို့နှစ်ခုကဒီအပေါ်က multiple choice နဲ့ check box ကိုပဲပြန်ယူထားအောင်တူတယ်ဒါပေမဲ့ထူးခြားတာကကျတော့ဗာလဲမေခွန်းတစ်ခုထဲမှာပေါင်းပြီးတော့ multiple choice တွေအများကြီးလုပ်ခိုင်းတာတို့ share link တွေအများကြီးလုပ်ခိုင်းတာတို့ရွေးချယ်လို့ရတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့မှာ date ရှိမယ် time ရှိမယ်အဲ့တော့ကိုယ့်ရဲ့ပေါ့နော်အခုစာပေးကောက်ရင်ပဲဖြစ်ဖြစ်တုံ့မဟုတ်ပါမှာပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့ဟိုမှာ online ကစောင်းမွေးစင်မယ်ဖြစ်ဖြစ်အဲ့လိုစောင်းမွေးမေးခွန်းလုပ်မယ်ဖြစ်ဖြစ်ကိုယ့်ရဲ့မေးခွန်းပေါ်မှာမူတည်ပြီးတော့ကိုက multiple choice ဖြည့်စီရှင်လာလားဘယ်လိုဖြည့်စီရှင်လာဆိုတော့မေးခွန်းပေါ်မှာမူတည်ပြီးကိုကရွေးချယ်ရမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒါမေးခွန်းအလုံးပေါင်း12မျိုးရှိရဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကိုပြန်ပြီးတော့နှွေးလိုက်ပြီပြန်နှွေးပြီးသွားရင်တနည်းအားလို့ကျွန်တော်တို့တွေ session ခွဲတဲ့အပိုင်းတွေပဲကိုဆက်သွားမယ်ပေါ့နော် session ခွဲတဲ့အပိုင်းတော့ကျွန်တော်မသွားခင်မှာတကယ်ကျွန်တော်တို့ဆိုပါစို့ပုံမှန်စာပေးဆိုရင်တော့ကျွန်တော်ပြဿနာမရှိဘူးเนาะဒီတိုင်းပဲ guest ကြိုက်သလိုဖြည့်ဘယ်နာရီပဲကြာဆိုပြီးကျွန်တော်ကတတ်မှတ်လို့ရတယ်ဒါပေမဲ့စာပေးမဟုတ်တော့မေးခွန်းတွေ online ကနေမေးခွန်းတွေမေးမယ်အဲ့တော့မေးခွန်းမေးတဲ့ဟာမျိုးမှာကျွန်တော်ပုံမှန်မေးခွန်းမေးတာပြဿနာမရှိပေမဲ့ကြောင်းနေပါတယ်မှာကြာလို့ရှိရင်ကျွန်တော်တို့ကနေပြီးတတ်မှတ်ထားကြည့်နိုင်ဝက်အတွင်းမှာဒါကိုပြီးအောင်ဖြေရမယ်ဆိုတာမျိုးတွေပေါ့နော်အဲ့လိုအချိန်နေတတ်မှတ်ရှင်အဲ့လိုအချိန်နေတတ်မှတ်ရှင်တယ်ဆိုရင်ကျွန်တော်တို့ကအရှား software တွေမှာဆိုတော့ကျွန်တော်တို့ကဘာလဲဆိုရင်သူ့ရဲ့ system မှာ auto ပါပြီးသားရှိတယ် Google Form မှာကြောက်အဲ့လိုမပါဘူးအဲ့လိုမပါတဲ့ခါကျကျွန်တော်အဲ့လို time limit ပေးရှင်လို့เนาะဥမာဆိုလိုချင်တာကကျွန်တော်တို့ဥမာနိုင်ဝက်ပေးလိုက်တယ်ဆိုစပြီးတော့ဖြည့်တဲ့လူကဖြည့်နိုင်ဝက်ပြည့်သွားရင်သူ့အလိုကျွန်တော်တို့ဒီ Google Form ကြီးကပိတ်သွားမယ်ဆိုလိုချင်တာကထပ်ဗာလဲထပ်ဖြည့်ရှင်လို့မရတော့ဘူးပေါ့เนาะအဲ့လိုမျိုးထိန်းချုပ်ရှင်တယ်အဲ့ဒါဘယ်လိုထိန်းချုပ်ရမလဲအဲ့ဒါကျွန်တော်အဲ့လိုမျိုးလုပ်မယ်ဆိုတော့ Google Form မှာကျွန်တော် add in ဆိုတာလေးကိုသုံးရတယ်ပေါ့နော်အဲ့တော့ add in ကကျွန်တော်အများကြီးရှိတယ်ခုနကလိုကျွန်တော်အရှိန်ကိုနမူနာပြောတာအရှိန်လောက်ပဲမဟုတ်ဘူးကျွန်တော်ဘယ်လိုနေရာမျိုးမှာထိသုံးလို့ကျွန်တော်တို့ certificate တွေပါတယ်အများကြီးလုပ်စရာရှိတဲ့လူမျိုးဆိုရင်တော့မှလုပ်လို့ရတယ်ပြောချင်တာက add in ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရဲ့နာမည်စင်းလေးထည့်လိုက်တာနဲ့ auto certificate သူကထုတ်ပြီးသားအရှိန်တီကိုကျွန်တော်တို့ဖန်တီးလို့ရတယ်ဟုတ်ပြီနော်ဆိုရင်သူကတစ်ခုတည်းတော့မရဘူးကျွန်တော်ဒီ Google Form ရဲ့ add in ရဲ့ပြီးတော့ကျွန်တော်အဲ့ဒီဗာလဲ
certificate ကိုဘာနဲ့ထုတ်ပေးမှာလဲကိုကဥမာ Google slide နဲ့ထုတ်ပေးမှာလားအဲ့ဆို Google slide နဲ့တခါထပ်တွဲရတယ်ပေါ့နော်၃ခုတွဲလိုက်ရင်တော့ auto ကျွန်တော်တို့ကနေ certificate လုပ်ပေးသွားတယ်ကျွန်တော်တို့ကနာမည်လေးကို Google Form ထဲမှာရိုက်ထည့်လိုက်ရုံပဲ auto certificate ထွက်လာမယ်ပြီးတော့ရင်ကျွန်တော်ဘယ်လိုစီလုပ်လို့ရဆိုရင်အဲ့ဒီ certificate ကတခါနဲ့အဲ့ဒီ email ပေါ့နော်form ဖြည့်တဲ့လူရဲ့ email တွေကို auto ပို့သွားအောင်ဒီကိုကျွန်တော်ကလုပ်လို့ရပါတယ်โอเคအဲ့ဒါလေးလည်းကျွန်တော်လုပ်ကြည့်ပါတော့တဲ့မှာကျွန်တော်အဲ့ဒါလေးကိုမသွားခင်မှာအခုဒီမေခွန်းပုံစံလေးအကြောင်းကိုပြန်နှွှေးပေးမယ်เนาะဒီနေ့ကကျွန်တော်မေခွန်းလောက်တဲ့သဘောတရားတူဒါဆိုကျွန်တော်ကဒါပုံမှန်မေခွန်းပဲရှိသေးတာဒါပေမဲ့အမှတ်ပေးတဲ့မေခွန်းမဟုတ်သေးဘူးလေကျွန်တော်ကတကယ်အမှတ်ပေးခြင်းနေဆိုရင်ကျွန်တော် setting တွေကိုသွားပေးရမယ်เนาะsetting ထဲမှာကျွန်တော်ဒီမှာ make this quick ဆိုတဲ့ဒါလေးကို on ပေးရမယ်ဒါလေးကို online မှာဒါသူကပါပဲလေလုံးဝကျွန်တော်တို့မေခွန်းဖြစ်သွားမယ်အမှတ်ပေးလို့ရတာပေါ့နော်အဲဆိုအဲ့အောက်ကိုဆင်းလိုက်မှဆိုကျွန်တော်ဒီမှာပါလေဒီပေါ့နော်ဖြည့်မဲ့လူနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်မှာလဲဒါလေးကိုလုပ်လိုက်မှဆိုကျွန်တော် collect email address ပေါ့ဆိုလိုချင်တာကဖြည့်ရဲ့လူက email account နဲ့ဝင်ပြီးမှဖြည့်လို့ရမယ်လို့ဒီပဲတရားပြတာ email မရှိရင်ဝင်ဖြည့်လို့မရဘူးเนาะအဲ့တော့ဒါကောင်းလားဆိုတော့တကယ်ဒီစောင်းမွေးမေးခွန်းမျိုးဆိုရင်တော့ maybe ကောင်းတယ်ဒါပေမဲ့နည်းနည်းရှုပ်တယ်ဘာလို့တချို့တွေလေးမှဆိုလေဆိုပါစို့ကျွန်တော်တို့တရုတ်ဖုန်းပေါ့เนาะကျွန်တော် Xiaomi ရောကျွန်တော် Mi တွေသုံးတယ် Redmi တွေသုံးတယ်လို့တော်တော်ခက်ခဲရှိတယ်ဘာလို့ဆိုတော့Google system ကြီးက error တက်ပြီးတော့ email account ဝင်မရတာတို့ဘာလို့အဲ့လိုမျိုးပြဿနာကြတာတော်တော်လေးဒုက္ခပေးတဲ့အချိန်မျိုးเนาะဒါကြောင့်မို့ဒါလေးပဲထားတာပို့ကောင်းတယ်โอเคပြီးတော့ကျွန်တော်မှာဗါတဲ့ miss question ပါညာကြီးပေါ့နော်ဒါတွေကတော့ကြောလိုက်လို့ရ correct answer ဒါတွေကြောလိုက်ရတယ်ပြီးနေမှာ point default question point ဒါတော့ default question point မှာကျွန်တော်1လို့သတ်မှတ်လိုက်ဆိုခြင်းနဲ့မေခွန်းတိုင်းကိုသူကတတ်မှတ်လို့ auto တတ်မှတ်လိုက်တာဒါကတော့ကျွန်တော်ပြင်လဲရတယ်မပြင်ရင်လည်းရတယ်တနေ့ကတော့ကျွန်တော်တယောက်မေးသေးရနော်ဟိုဒါဗာလဲမေခွန်းကို auto သတ်မှတ်ထားလို့မရတာပေါ့ကျွန်တော်ဒီနေရာမှာ default question မှာဒီနေရာမှာ file လို့သတ်မှတ်လိုက်ရင်သိကြတယ်မေခွန်းတစ်ခုကိုသူက9မှတ်လို့ auto သတ်မှတ်လိုက်တာဒါပေမဲ့အဲ့လိုသတ်မှတ်လိုက်တဲ့ဟာဘာဖြစ်သွားလဲဆိုတော့ဒီကမေခွန်းမှာကျွန်တော်လာကြည့်လိုက်မယ်ဆိုသူကဒီတစ်ခုကိုထောက်ကြည့်လိုက်ဒီမှာမေခွန်းရဲ့ point ဒါတော့ loss 1 point ပဲဖြစ်နေနော်ကျွန်တော် reload လုပ်လိုက်မှာဒါဆို auto 1 point ပေါ်နေတယ် auto 1 point ပေါ်တယ်ဒါဆိုမေခွန်းတစ်ခုတမတ်လို့ဖြစ်သွားတယ်ဟုတ်ပြီနော်ဒါပေမဲ့အဲ့ဒါကဘာပြဿနာလဲဒီမှာ name လို့ဖြစ်မှာသွားပြီးတော့တတ်မှတ်ဆိုပြီးပေါ်နေတတ်တယ်အဲ့ဆိုကျွန်တော်က name တွေတော့တတ်မှတ်မပေးချင်ဘူးဆိုတော့ခုပါကို answer key တွေကိုပြန်ဝင်ပြောင်းပြီးတော့ဒီဒါလေးကိုပြန် short 0ပြန်လုပ်ပေးလိုက်ဒါမှကျွန်တော် name ကအမှတ်မပေးဘူးလေ0 point အဲ့လိုဖြစ်သွားမယ်အမှတ်ထဲမှာ name ကိုထည့်မရှိတော့ဘူးเนาะဒါတွေမှာကြောက်ကျွန်တော်အမှတ်တွေပေးမယ်ပေါ့1ပေါ့နံပါတ်1ပေါ့လို့တတ်မှတ်လို့ရတယ်ဒီ setting နဲ့ပြန်သွားမယ် point ကတော့ကျွန်တော်1နဲ့ထားလိုက်မယ်ဒီတိုင်းစီပြအဲ့အခုဆက်စင်းမကြည့်ပါ collect email address ဒါလည်းကျွန်တော်ခုနကပြောသလိုပဲ collect email address မှာဒီမှာ verify ဖြစ်နေဆိုတည်ကြတယ်သူ့ကိုဖြည့်ဥအတွက်ဆို email account ထဲမှာဖြည့်လို့ရမှာဆိုလို့ကျွန်တော် browser ရဲ့ရောက်သွားပြီဆိုရင်ကိုယ့်ရဲ့ email ကိုအရင်ဆုံး sign in ဆိုပြီးတော့တောင်းတာလို့ဘာလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကောင်းသလားဆိုတော့မကောင်းဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဗာလဲဖုန်းတွေမှာတစ်ခါလေအဲ့လိုမျိုးလုပ်ရတာကျွန်တော်တို့တချို့တွေဆိုရင်ပဲသုံးနေတဲ့ email password ကိုပြန်မမီတော့တာတို့ဘာလို့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်။အဲ့ဆိုအဲ့လိုမဖြစ်ရအောင်ကျွန်တော်ဒီကောင်လေးမှာဗာလဲ do not collect ကိုလုပ်တာပို့ပြီးတော့ကောင်းတယ်။တကယ်လို့အဲ့လိုမျိုးလုပ်ရှင်မှုဆိုရင်ကျွန်တော်ဗာလဲ email ရလိုက်ကိုမဖြစ်မနေကျွန်တော်တို့ကပြန်ပြီးတော့သူ့စီကနေ collect လုပ်ရှင်တယ်ဆိုတော့ဒီမေခွန်းထဲမှာလေကျွန်တော်တို့ email နဲ့သက်ဆိုင်တဲ့မေခွန်းလေးတစ်ခုထပ်ထည့်ပေးလိုက်ပေါ့ဘာဖြစ်လို့တော့ဟောနော်ကျွန်တော်တို့ဒီမှာကြည့်ပါ your email address ဆိုပြီးဒီမှာမေးခွန်းလေးတစ်ခုထည့်ပေးလိုက်ပေါ့နော် email ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ထည့်ပေးလိုက်ဒါဆိုဖြည့်တဲ့လူကသူ့ email သူထည့်ပေးနေမယ်အဲ့ဆိုဒါကတော့ကျွန်တော်တို့မှာဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်ကျွန်တော် email ကို collect လုပ်ပြီးသားလည်းဖြစ်မယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်လဲဝင်တဲ့ခါကြလို့ရှိရင်ဖြည့်ဝင်တဲ့ခါကျရင် email account ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတော့ error မတက်တော့သူကသူ email လေးတော့ဖြည့်ထည့်ပေးနော်အဲ့လိုမျိုးကောက်တဲ့အချိန်မှာတုံးတယ်ကျွန်တော်အဲ့ဒါကို recommend ပေးတယ်ပေါ့နော်ဒါပေမဲ့မဖြစ်မနေ email sign in လုပ်ပြီးမှဖြစ်စေချင်တော့လဲကျွန်တော်ဒီနေရာမှာ verify လို့ပါလို့ခုနကလို့ပြန်လုပ်ထားပြီပေါ့ဒီနေရာလေးပေါ့နော် do not collect နဲ့ verify လို့ဒါအမြဲတမ်း error တက်တယ် Google Form တွေဖြည့်လို့ဆိုပြီးကျွန်တော် link တွေလုပ်တယ်ပေါ့တယောက်ကိုပို့ပေးလိုက်တယ်အဲ့တော့မှဖြည့်ရတာအဆင်မပြေဘူးဘာညာဆိုဖြစ်တယ်ဆိုဒီ collect email ကြောင့်ခဏ error တက်တာပေါ့နော်အဲ့ဒါကျွန်တော်တို့သဘောမကျပါဘူးဒါတော့အခြားဟာတွေပေါ့ပြီးပါ allow response editing နဲ့ဒါလေးတော့တော့မလုပ်ဒါလေးကို on ထားလိုက်မလို့ဆိုလို့ကျွန်တော်ဖြည့်ပြီးသွားပြီးတဲ့အခါမှာကျွန်တော်ပြန်ပြင်ရင်းနဲ့ကိုယ့်ရဲ့အဖြည့်တွေကိုပြန်ပြင်နေဆိုရင်ပြင်ခွင့်ပေးတာအဲ့တော့ကိုယ့်ရဲ့မေးခွန်းပေါ်မှာမူတည်ဘူးနော်ကိုကဘယ်လိုသူ့ကိုပြန်ဖြည့်ခွင့်ပေးမှာလားပြောချင်တာဖြည့်ပြီးသားအဖြည့်ကိုပြန်ပြီးတော့ edit လုပ်ခွင့်ပြုမယ်ဆိုတော့ဒါလေးကို on ပေးလိုက်ပေါ့ဒါပါပဲเนาะ trade to ပေးမှာ limit to one response ဒါကလည်းနည်းနည်းလေးတော့ထိတယ်ဘာထိလဲဆို limit to one response ဆိုတာဒါလေးကို online မှာဆိုသိကြတယ်သူက email ကို auto ကောက်သွားတာ
အဲ့ဒါတော်တော်ဆိုးတယ်နော်အဲ့တော့ဒါလေးကိုပိတ်ထားပြန်ရင်လည်း तू ကလူတစ်ယောက်ကနေ2ခု3ခုဖြည့်လို့ရတယ်လို့လိမ့်ပဲဖြစ်တယ်ဒါပေမဲ့အဲ့လိုမဟုတ်နဲ့ဒါကို online ပြန်ရင်လည်းလူတစ်ယောက်က तू ကဗာလဲတစ်ခုပဲဖြည့်လို့ရမယ်ဒါပေမဲ့အားနည်းချက်ကပါဆို response ဗာလဲ response will be required to sign into Google တဲ့ဆိုလိုချင်တာဒါ email ဝင်ပြီးမှဖြည့်လို့ရမယ်ပေါ့နော်အဲ့ဒါလိုအဲ့ error တော့ကျွန်တော်တက်တတ်တယ်အဲ့တော့ဒါလေးကိုတော့ကျွန်တော်ကတော့မသုံးပါဘူးဒါရောအမြဲတမ်းပိတ်တယ်ဘလို့ဖြစ်ဖြစ်ကျွန်တော်လိုအပ်ရင်တကယ် email လို့ကျွန်တော်ကတော့ email ပဲကောက်လိုက်တယ်တချို့တွေဆိုကျွန်တော်ဥပမာကွယ် Google နဲ့နည်းနည်းမရင်းနှီးခဲ့တော့လူရော၎င်းတို့မဟုတ်ကျွန်တော်တို့ကဗာလဲကိုယ့်ရဲ့ email address ကိုပြန်မမှတ်မိရောတယ်သူတို့ခေါင်းဆိုအဲ့မှာပြဿနာတွေတက်ခွာ email တွေ password မမှတ်မိရောလို့ဖြေမရပါညာဆိုပြီးတော့အမြဲတမ်းဖြစ်တတ်တယ်ပေါ့နော်အဲကြောင့်မလို့ဝေအဲ့ကိုစင်မလို့အောက်မှာတော့ထွေထူးတော့မရှိတော့ပါဘူးเนาะဒီမေခွန်းတွေကဒီလိုဇာဆိုကျွန်တော်တို့မေခွန်းတစ်ခုပြီးသွားပြီเนาะ publish လုပ်လိုက်တယ်ဒီလိုလုပ်လိုက်ပြီးသွားရင်ကျွန်တော်တို့ save လုပ်လိုက်တယ်အဲ့တော့ကျွန်တော်ကနေပြီးဗာလဲမေခွန်းတရားကိုဖြည့်ဆည်းခြင်းနဲ့ဆိုဒီက link လေးကိုကျွန်တော် copy လုပ်ပြီးတော့ short link လေးလုပ်ပြီးကျွန်တော်ပို့လိုက်ရင်ဒီဖွဲ့တွေဖြည့်လို့ရပြီပေါ့เนาะ okay ဒါလေးကို copy လုပ်ပြီးကျွန်တော်ပို့လိုက်ရပြီဆိုကျွန်တော်တို့ဒီမှာပဲအတူတူဖြည့်ကြည့်ချက်မယ်အဲ့ဆိုကျွန်တော်မေခွန်းပုံစံလေးကြည့်လိုက်ဒီမှာဒီလိုဖြစ်သွားပြီ your answer เนาะ your answer ဒီမှာလို့အဲ့လိုကျွန်တော်တို့ဒီမှာ email တွေထည့်လို့ရပြီเนาะ1 point တစ်မှတ်ပေးထားတယ်2မှတ်ပေးထားတယ်အဲ့ဆိုတေးကြတယ်အားလုံးပေါင်း total ကတော့ကျွန်တော်12မှတ်ဖြစ်နေပြီပေါ့เนาะမေခွန်း12ခုဆိုတော့12မှတ်ဖြစ်နေမယ်အဲ့ဒီလိုပုံစံဖြစ်သွားပါလိမ့်မယ် okay ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ဒါဒီမေခွန်းလုပ်ပုံလုပ်နေပါအဲ့ဆိုကျွန်တော်နောက်တစ်ဆင့်ကိုဆက်မသွားခင်မှာpractice လေးလုပ်စေချင်တာပါဟုတ်ဘူးเนาะအဲ့ဆိုကျွန်တော်ဒီမေခွန်းပုံစံမျိုးလေးကျွန်တော်တို့အတူတူဆိုရတဲ့ပေါ့เนาะလုပ်စေရှင်တယ်အဲ့တော့ဘာလို့ဆိုဒီလိုကျွန်တော်ပေးထားတဲ့ဒီမေခွန်းပုံစံမျိုးလေးကျွန်တော်ကိုလုပ်ပေးပြီးသွားရင်ကျွန်တော်ကိုဒီအဲ့လုပ်ထားတဲ့ link လေးကိုကျွန်တော်တို့ပို့ပေးစေရှင်တာခုရှက်ပေါက်ကနေပြီးတော့เนาะခဏလေးပါသုံးရမယ်ဒီစာတွေကိုကျွန်တော်လေးပို့ပေးမယ်ဒီမေခွန်းတွေပဲအကုန်ပြန်သုံးပါကွယ်ဆိုလို့ရှင်တာname တို့ email တို့ what is your favorite color အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်အနေနဲ့လုပ်စေရှင်တာ okay ခဏလေးပါโอเคရှိချက်သေးလားရှိပါတယ် ကိုအောင်ကျော်တို့ရှိချက်โอเคအခုလေတကယ်လို့အဲ့ဒါကိုအခုဒီပေါ့နော်လုပ်ရတဲ့ဟာကို practice လုပ်ခိုင်းမယ်ဆိုရင်အဆင်ပြေမလားဒီဖုန်းနဲ့ပဲတခါတည်းလုပ်ရမလားဒါမှမဟုတ်ဘေးမှာ computer တွေပါနေနဲ့အဲ့လိုမျိုးလုပ်နေရတာလားမသိနော် ကွန်ပျူတာနဲ့ရှိပါတယ်ဆရာ okay အဲ့ဆိုကျွန်တော် practice လုပ်ကြည့်တာပိုကောင်းမှာတယ်နော်ဒါမှမဟုတ်ကျွန်တော်အဲ့ဒါကိုအိမ်စာပဲပေးရမလားအိမ်စာပေးမလားအခုတခါတည်းလုံးမလားဒီလိုလုပ်မယ်ကျွန်တော်အိမ်စာပဲလုပ်လိုက်မယ်နော်မေကွန်းလုပ်ရမယ့်ပုံစံလေးတွေကိုကျွန်တော်ပြီးသွားရင်ဗာလဲဆိုရင်ပို့ပေးမယ်နော်group တွေကနေပဲကျွန်တော်မေကွန်းပုံစံလေးအခုကျွန်တော်ဒီ link လေးကိုကျွန်တော်ပို့ထားပေးလိုက်မယ်ကွယ်အဲ့တော့ဒီအဖွဲ့တွေအားလုံးကအခုပုံစံမျိုးပဲကျွန်တော်ကိုလုပ်ပြရမှာဒါပေမဲ့ကျွန်တော်ထူးခြားတာတခုကအခု add in ဆိုတာလေးထပ်ထည့်ပေးမယ်ပြောဆိုလိုချင်တာဒီမေကွန်းကိုဖြည့်မယ်ဆိုကျွန်တော်ကမိနစ်ဘလောက်အတွင်းမှာအပြီးဖြည့်ရမယ်မပြီးရင်သူ့လိုပြတ်ကျသွားရဲဆိုတဲ့ပုံစံမျိုးကျွန်တော်တို့လုပ်ကြည့်မယ်နော်အဲ့လိုလေးပဲဆက်သွားလိုက်မယ်အခု9နာရီတီးပြီဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကိုမိနစ်20လောက်အချိန်ယူပြီးကျွန်တော် sharing လုပ်ပြီးမယ်ပြီးတော့ကျွန်တော်အင်စာပုံစံမျိုးနဲ့ဒီမေခွန်းကျွန်တော်လုပ်လိုက်တဲ့ form ပုံစံမျိုးအားလုံးသူလုပ်ပြီးကျွန်တော်ပို့ပေးစေချင်တယ်ဟုတ်နော်အဲ့တော့လက်တွေ့ဖြစ်စေချင်တာပါဒီကတော့အင်စာမပေးလိုက်ပြဿနာတော့မရှိဘူးပေါ့နော်ဒါပေမဲ့လက်တွေ့လုပ်လိုက်တဲ့အဆင်မပြေတာရှိနေတယ်ကျွန်တော်မေခွန်းပြန်မေးလို့ရအောင်လို့ပါအဆင်ပြေမလားဆိုအားလုံးသူအင်စာတတ်မှတ်ရမလားသူလုပ်ရမလား ရပါတယ်ဆရာ okay ဖြိုးစင်းလေးရောရှိသေးလား ရှိပါတယ်ဆရာ okay ကိုအောင်ကျော်ရှိလားမသိနော်ဒီရှိဦးတင်ကဲထားလိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ဆက်သွားလိုက်နော် screen လေးပြန်ရှင်းမယ်ကျွန်တော်ခုနကပြောတဲ့ add in ဆိုတဲ့အကြောင်းလေးကိုနည်းနည်းလေး share ပေးမယ်အဲ့တော့အဲ့ဒါလေးကလည်းကျွန်တော်တို့အသုံးချတိုင်းတူတူလေးသုံးတဲ့ပါတယ်ဟုတ်ပါပြီအဲ့ဒါကျွန်တော်တို့ဒီမေးခွန်းမှာပဲကျွန်တော်ဒီလိုလုပ်မယ်ဒီမေးခွန်းကိုဖြေမဲ့လူကကျွန်တော်တို့မိနစ်ဘယ်လောက်ပဲဖြေခွင့်ပြုမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကနော်လုပ်ကြည့်ချက်ပဲခဏလေးတော့မကြက်အောင်လေလား
ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုဒီမိခုမှာ add in လေးထည့်မယ်အဲ့တော့ add in လေးထည့်မယ်ဆိုကျွန်တော်တို့ဘယ်ကနေသွားထည့်ရမလဲပေါ့နော်အဲ့ဒီအတွက်ကြတော့ကျွန်တော်တို့ကဒီနေရာမှာဗီဒီယိုမှာကျွန်တော်ဒီမှာလေအဆက်လေး30เนาะဒီနေရာလေးကိုနှိပ်လိုက်တဲ့အချိန်မှာဒီမိခုအချိန်ဒီမှာလည်းရတယ်ဘယ်အချိန်ဒီပဲဖြစ်ပါကျွန်တော်အခုဆို total point 20ဘာလို့မိခုကဘာလို့20လောက်ဖြစ်နေတာမိခု20လောက်မိထားရလားဟောဂျားမှာကျွန်တော်ဘလိုဘာတွေပါတယ်ရှင်เนาะโอเคထားလိုက်ပါတော့အဲ့ဆိုကျွန်တော်တို့ဒီမှာသွားလိုက်မယ်အဲ့ဆိုဒီဆက်လေး30ကိုနှိပ်မယ်နှိပ်လိုက်ပြီးတော့ရင်ကျွန်တော်ဒီထဲကနေပြီးတော့ရေးကြည့်ရတော့ make a copy ရှိတယ်ဒါကတော့ use ရှင်နဲ့ကျွန်တော်ဒီမေးခွန်းကိုပဲနောက်ထပ်တစ်ခုထပ်ပို့ရတယ်ပေါ့နော် move to trash ဒါကတော့ trading ပြောကြအောင်လို့ preface form ရတယ်အမှ embed ဒါကတော့ကျွန်တော်တို့ပေါ့နော် website တွေဘာတွေမှာကျွန်တော်တို့ HTML file တွေနဲ့တွဲတင်တာတော့ print ထုတ်လိုက်ရတယ်ပေါ့နော်ဒါတော့ဟိုကအပြင်မှာဒီပါလဲစာရွက်နဲ့ print ထုတ်စေရှင်တယ်ပေါ့ကိုယ့်ရဲ့ form လေးကို print ထုတ်တာတော့ဘာလို့လုပ်လို့ရတယ်အဲ့ဒါမြင်တာအောင်လုပ်ကြည့်မယ် print ဆိုတာလေးကိုနှိပ်ကြည့်လိုက်ဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်နော်ဒါကိုယ့်အကို A4 နဲ့ print ထုတ်ရင်လည်းရတယ်သို့မဟုတ် PDF file တွေဘာတွေပြောင်းရင်လည်းရတယ်ဒီလိုမျိုးလေးเนาะဒီလိုပုံစံမျိုးလေးကျွန်တော်ပြောတာကြည့်လိုက်ကွာတာလေးကျွန်တော်လုံးဝသိတယ်လိုက်ဒါဆို short answer ဒါဆို short answer ဒါဆိုရင် short answer ဒါဆိုရင်ဒါ paragraph ဟုတ်เนาะ paragraph မို့ line တွေအများကြီးနဲ့ဒါဆိုကျွန်တော်တို့ကright ဒါ multiple choice ဒါဆိုရင် share link ဟုတ်တယ်เนาะဒါ share box ပေါ့ဒါဆိုလို့ရှိရင်ဒါ draw down list ဒါတော့เนาะဒါပေမဲ့ဒီ multiple choice နဲ့တွားတည်เนาะဒီမှာတော့ draw down လို့တော့ပေါ်နေတာပဲဒါပေမဲ့သူက multiple choice တော့ဖြစ်နေတယ်ဒီသူကကြလို့ရှိရင်ကျွန်တော်တို့ဖိုင်တင်ရတာပေါ့နော်ဒါကကြလို့ရှိရင်ခုနကလို rating ပေးတာဒါကြရင်ဒါလည်း rating ပဲပေါ့နော်ဒီကောင်ကတော့ line scale okay ဒီကောင်ကကြတော့ဒီမှာဒီလိုမျိုးပုံစံလေးကျွန်တော်တို့ပေးလို့ရတာဟုတ်နော် column လေးတွေခွဲပြီးတော့ဒီကောင်တွေကို3မှတ် auto ပေးပြီးတော့ပေါ့နော်မိခွန်းတစ်ခုကိုတစ်မှတ်နှုန်း auto ထည့်ပြီးတော့ okay အဲ့ဒါကြောင့်တော့အမှန်ဆိုဖြစ်နေတယ်ဒီတစ်ခုကြာလို့ရှိရင်ကျွန်တော်တို့မှာ2မှတ်ပေါ့နော် simple ကျွန်တော်လုပ်ထားတာဆိုတော့ဒီလိုမျိုးလေးokay အဆိုရင်ဒါဒီလိုမျိုးလုပ်ပြီးတော့ကျွန်တော် print ထုတ်တော့မျိုးဒီမှာပေးလို့ရတယ် Microsoft Print to PDF ဆိုတော့ဒါ PDF file down ပြီးသိမ်းလိုက်မှာမဟုတ်ဘူးကျွန်တော်တို့ကနေပြီးတော့ဗာလဲ printer နဲ့တန်းထုတ်ကျွန်တော်ကိုမှရှိရ printer ရွေးပေါ့နော်ကိုကွန်ပျူတာမှာဘယ် printer နဲ့ရှိထားလဲဥပမာကျွန်တော်မှာ3210ရှိရဆိုဒါလေးရွေးလိုက်တာနဲ့ထုတ်လို့ရပြီထုတ်ပြီးတဲ့အခါမှာကျွန်တော်ဘယ်လိုထုတ်မှာလဲ E4 နဲ့ထုတ်မလားပါလားဒီမှာရွေးလို့ရတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီ mode setting ဆိုတာမှာနှိပ်ပြီးတော့တွိုင်းလို့ရတယ် color နဲ့လား black and white လားဒါတော့ကျွန်တော်တို့ဒါ print ထုတ်တဲ့နေ့တွေဆိုတော့ trade လို့ပြောကြမှာမဟုတ်တော့ဘူးဒါဆိုရတာပေါ့နော်အဲ့တော့ပဲပြန်ဆုပ်လိုက်မှာကြောင်း cancel ရှိရလားရှိရဟုတ်တယ် cancel နော် okay အဲ့တော့ဒီထဲကိုပြန်သွားမယ်အဲ့တော့ print ရဲ့အောက်မှာကျရင်ကျွန်တော်ဒီနေရာမှာ s script ရှိတယ်ဒါတော့ s script ကတော့ကျွန်တော်ဒီဆိုလိုချင်တာကပေါ့နော်ဒီ web page တွေမှာကျွန်တော်တို့ software ပုံစံမျိုးရေးတဲ့ရှိနေမှာတုံးတာပေါ့နော်ဒါကတော့ကျွန်တော်လောစမတုံးဘူးခုတုံးမှာဒါလေးပေါ့ get edit နော်ကျွန်တော်ဒီ get edit လေးထည့်ကြည့်မှာဘာတွေထည့်လို့ရလဲဆိုကြည့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီလိုမျိုး box လေးပေါ်လာနိုင်မယ်ပထမဆုံးကျွန်တော်တို့ရဲ့ account ကို verify လုပ်ခိုင်းမှာဖြစ်လာမှာထင်တယ်ဆိုလိုချင်တာကျွန်တော်တို့ account ပေါ့နော်ဒီ user တုံးတော့ဒါပြီအဲ့ဒါဆိုဒီလိုပေါ်လာနေမှာဒီမှာmain march တူပါလို့ရှိရနော် main march ဒီပဲအခြားတွေမှာအများကြီးပဲသူကဒီ user လေးတွေအများကြီးဒါပေမဲ့ကျွန်တော်အခုလိုချင်တဲ့ဟာဘာလဲဆိုလို့ရှိရင်မှာကြည့်ပါ AI form building data တော့ဒီလိုမျိုးတွေကျွန်တော်ရှိရ march data ဒီမှာဒါအများကြီးပဲရှိတယ်ကိုမသိသေးရင်ဒီလိုမျိုး like ကြည့်လို့ရအောင်နော် like ကြည့်ပြီးတော့ကျွန်တော်ဒါဆိုရင်လည်း form limiter form limiter ဆိုမိုက်တယ်ဥပမာပြောချင်တာ responder ကျွန်တော်ဥပမာဒီ form ကိုလူ10ယောက်ပဲဖြည့်မယ်10ယောက်ပြည့်ပြီး auto pick သွားမယ်ဆိုတာမျိုးလုပ်လို့ရပါဘောနော်ဒီမှာအများကြီးပါပဲကျွန်တော်ဒီမှာဆိုအရှိန်နေပေးလို့ရတယ်နော် strike emulator ဒီလိုမျိုးလေး form approval တို့ဒီလိုမျိုးတွေအများကြီးရှိဒီမှာ certificate ဆိုတာကတော့ certificate ကျွန်တော်ခုနပြောပြီးနော် certificate လုပ်ထားတယ် okay အဲ့ဒါကြီးကျွန်တော်ပြီးမှစမ်းကြည့်မယ်ကိုပါကိုလည်းတွေ့လို့ရှင်လို့ပေါ့နော်ဒီမှာတို့ Gemini နဲ့ဘာတွေတွေ့ရလဲဒါ AI assistant for Gemini တော့ဒါတွေကိုထားလိုက်တော့ကျွန်တော်အဲ့ဒါတွေtimer အပေါင်း product for ဒါလေးဆိုရင်ကျွန်တော်တို့အဆင်ပြေနေမယ်ဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ပေါ့နော်စမ်းသုံးကြည့်ရတာလောက်ကျွန်တော်တို့300တာအဆင်ပြေတဲ့ကျွန်တော် add in လေးပေါ့နော်အတိုင်း timer အတွက်ဆိုရင်တော့300တာအဆင်ပြေတဲ့ add in လေးကျွန်တော်ပြောပြပါမယ်ဒါတော့ QR code တွေလောက်တာပေါ့နော်ခွဲထားလိုက်တော့ဒါတွေမှာအများကြီးပဲရှိပါတယ်အဲဆိုကျွန်တော်အခုလုပ်ချင်တာကဒီ timer နဲ့သက်ဆိုင်တာလေးပဲကျွန်တော်လုပ်မှာပေါ့နော်အဲ့ဒီကျွန်တော် timer နဲ့သက်ဆိုင်တာလေးကိုကျွန်တော်ဒီမှာမှတ်ထားတာလေးရှိတယ်ခင်ဗျာလေနော် stacking လုပ်နေကျွန်တော်မှတ်ထားတာမှာပါ
instructed form ဆိုတာလေးပေါ့နော်ဒါလေးဒီကောင်လေးကကျွန်တော်တို့ဒီပါလဲဆိုရင် timer ထဲမှာပေါ့နော်တော်တော်လေးသုံးရတာကောင်းတယ်ဒါကြောင့်မို့ကျွန်တော်မှတ်ထားပေးတာဒါလေးကိုသုံးလိုက်ပြောဒီမှာဒီပါ timer အပေါင်းပေါ့နော် protector for Google Form ဆိုတာလေးဟုတ်ပြီ enter ချလိုက်အဲ့တော့ तू ကအဲ့ဒါလေးကိုရှာပေးလိမ့်မယ်နော် instructed form အဲ့တော့ဒီထဲကကျွန်တော်တို့ဒီဒါပေါ့ timer အပေါင်း protect ဒါလေးပဲတွေ့တယ်ဒါလေးတွေ့ဒီကဘယ် design လှမလဲမသိဘူးเนาะဒီတွေကကိုအဆင်ပြေရသုံးလို့ရတာပဲအဲ့ဒါကျွန်တော်ဒါလေးပဲသုံးလိုက်မယ်เนาะဒါလေးကိုထောက်ကြည့်လိုက်မယ်ထောက်ကြည့်လိုက်သူနမူနာတော့ကျွန်တော်ရဲဒီပုံကောင်းလေးဟဲ့ပြီเนาะရပြီသူကကျွန်တော်ဒီမှာ limit လုပ်လို့ရတယ်ပေါ့နော်ဘယ်နှစ်ယောက်ဖြည့်လို့ရမှာပါညာဆိုတာမျိုးတွေအစားတတ်မှတ်ပေးပြဒီမှာကိုကအဲ့ add-in တစ်ခုကိုကြည့်ပြီးဒီလိုလိုက်ကြည့်လို့ရအောင်နော်သူကဘယ်လိုသုံးတာလဲဆိုတာဟာကဒီထဲမှာကြည့်လို့ရမှာလို့ online test 5 minute တော့5 minute ပဲဖြည့်ခွင့်ပြုမှာပါညာပေါ့နော်အဲ့လိုဒီလုပ်လို့ရတယ်ကဲဆိုဒီကောင်လေးကိုကျွန်တော်ယူလိုက်မယ် install ဆိုတာလေးနှိပ်လိုက် install ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ Google account ကိုပထမဆုံးသူ verify လုပ်ခိုင်းပါတော့ဆိုလိုချင်တာဒီကောင် add-in ကကျွန်တော်တို့ရဲ့ Google account ထဲမှာသူက spot shape သွားမှာပေါ့နော်အဲရှိတ်သွားတဲ့ဟာကိုမှကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ရဲ့ Google Form လေးမှာထည့်သုံးပြရမှာအဲဒါလေးကိုကျွန်တော် add-in လေးကိုရှိတ်ပေးလိုက်မယ်ကိုယ့်ရဲ့ email လေးပေါ့နော်ကိုယ့်ရဲ့ email လေးနဲ့ကျွန်တော်တို့ရှိတ်ပေးလိုက်မယ်ဟုတ်ပြီပြီးရင် continue လုပ်လိုက်မယ်ဟယ်လိုဟုတ်ကဲ့ကျွန်တော် sharing နေရအဆင်ပြေလားမသိနော်မြင်ရတာတွေ꿰သွားတာတွေတို့မို့ line ထောက်တာတွေများရှိလား ရပါတယ်ဆရာ okay အဆိုရင်ကျွန်တော်ဆက်သွားမယ်เนาะအဆိုရင်ဒီတိရပြီဆိုတော့ကျွန်တော်ဆက်သွားပါမယ်ဒါတော့ alarm ပေါ့เนาะသူတတ်မှတ်တာပေါ့ကျွန်တော်တို့ရဲ့ဒီ Google Drive Google Form ထဲမှာသူကဝင်သုံးရမှာပေါ့เนาะ permission ပေးလားမပေးဘူးလားပေါ့เนาะအဲ့ဒါကိုကျွန်တော်မေးတယ်မိခုနေပါကျွန်တော် alarm လုပ်ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒါထည့်ပြီးသွားပြီပေါ့နော်အဲ့တော့သူက add-in ကဒီတစ်ခုပဲပေါ့နော်အရှားဟာတွေလည်းကျွန်တော်တို့တကယ်လို့လိုချင်ဒီမှာရှားပြီးတော့ထပ်ထည့်လို့ရတယ်ခုနလို certificate နဲ့သက်ဆိုင်တာလားကျွန်တော်လုပ်လို့ရအောင်နော်အဲ့ဆို AUTO MATE automate ကျွန်တော်ပါလဲဆိုလို့ရှိရင်မှာ certificate ပေါ့ CERTI F အဲ့လိုမျိုးလေးကျွန်တော်တို့ရှာကြည့်လိုက်မယ်เนาะတကယ်ဆို certificate နဲ့သက်ဆိုင်တာပါလာပါเนาะ me smart ဒီရှိတယ်မာလီ smart certificate ဒါသူကဖြေလာတဲ့မိကုန်းပေါ်မှာမူတည်ပြီး auto ကျွန်တော်တို့ဗာလဲ certificate ပြောင်းတာတို့ပါဘူးเนาะအဲ့လိုမျိုးတချို့တွေဆိုရင် certificate တွေ online ကနေပြီးတော့လေကျွန်တော် e certificate တွေလုပ်တယ်လို့ဆိုတော့အဲ့လိုမျိုးသူကဗာလဲ certificate ရအောင်အတွက်ဒါလေးဖြည့်ပေးပါဟဲ့ဖြည့်လိုက်တာနဲ့ဖြည့်ပြီးရတဲ့ auto ကိုကျွန်တော်တို့ email လှမ်းပို့တာတို့ပါတော့လုပ်ပေးတယ်ပေါ့เนาะအဲ့လိုအချိန်မျိုးတွေကျွန်တော်တို့လုပ်လို့ရပါတယ်ဒါတော့အခုတော့ကျွန်တော်အဲ့ဒါမလုပ်ပါဘူးဂုဏ်လေးခုကကျွန်တော်တို့ဒီဥစ္စာလေးကို add-in လေးကိုပဲပြန်သွားသုံးကြည့်ပြေးလိုက်တော့မယ်နော်အဲ့တော့ခုနကကျွန်တော် add-in လေးကိုဒီကနေပြီးတော့ယူပြီးတော့ add-in လေးထည့်ထားတယ်ထူးခြားသွားကြည့်ပါဒီနာ thing ရဲ့ဘေးနားမှာဒီမှာ add-in ဆိုတဲ့ဒါလေးပေါ်ပါတယ်ဒါလေးကိုထောက်ကြည့်လိုက်ဒီမှာ add-in အခုလက်ရှိကျွန်တော်မှာ timer ဆိုတာရှိတယ်ဒါတော့ကိုက3ခုထည့်တိုင်း3ခု4ခုထည့်တိုင်း4ခုနေရာမှာပေါ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်က timer ဆိုတဲ့ဒါလေးပေါ်ရင်ဒါလေးကိုထောက်လိုက်မယ်ထောက်လိုက်ရင်ဘေးနားမှာဒီလိုပေါ်လာပြီပေါ့နော်โอเคပြီးသွားလို့ရှိရင်ကျွန်တော်ဘေးနားမှာဒီလိုမျိုးလေး box လေးပေါ်လာပါပြီခဏလေးစောင့်ပေးပါကျွန်တော်ရဲ့ Google Form နဲ့တူနေပေါ့နော်ရှိတ်နေတာဖြစ်တဲ့ကျွန်တော်ခဏလေးတော့တီးခံပြီးစောင့်ပေးပါကြားလိုက်တာโอเคရပြီเนาะအဲ့တော့ဒါလေးကို on ပေးလိုက်ရုံပါပဲထွေထူးပါမဟုတ်ပါဘူးเนาะ connected ဆိုဒါလေးကို on ပေးလိုက်ရပြီโอเค on ပြီးသွားရင်ကျွန်တော်တို့မှာဗာလဲ form is not published facial invalid Google Form ID publish လုပ်ပြီးသားလေဘာဖြစ်လဲfacial ခဏလေးလည်းမနော်ဘာ error တက်နေ okay ရပြီเนาะအဲ့တော့ဒါလေးကို on ပေးလိုက်ရုံပါပဲထွေထူးပါမဟုတ်ပါဘူးเนาะ connected ဆိုဒါလေးကို on ပေးလိုက်ရပြီ okay on ပြီးသွားရင်ကျွန်တော်တို့မှာဗာလဲ form is not published facial invalid Google Form ID publish လုပ်ပြီးသားလေဘာဖြစ်လဲ facial ခဏလေးလည်းမနော်ဘာ error တက်နေ
ဒီလိုပေါ်လာရင် solution ကဒီ publish ကိုနှိပ်ခိုင်းနေလို့ anywhere with the link okay ရကျွန်တော်လုပ်ထားပြီလေခဏနော်ဒီ publish setting နဲ့ခဏတော့ဒါကြောင့်များလားမသိဘူးဒါလေးခဏပြည့်ပြည့် Now accept response in this way we see that this will no longer accept response ဒီခဏဒါမို့တယ်ဆန် manage တဲ့ခဏဒါကြည့်နော်ကျွန်တော်ဒီလေးကိုခဏကြည့်လိုက်မယ် right ဖြစ်တယ်editor view က register the responder view က anywhere with the link ဟုတ်တယ်ဒီတိုင်းပဲဖြစ်အောင်အဲ့တော့ဘာလေးလိုက်ပြောနေတာနော် save လုပ်လိုက်ဒီတိုင်းပဲဖြစ်အောင်နော်သူကနည်းနည်းလေး error လာတက်ရှိလားကဲထားလိုက်ပါတော့အဲ့ဒါပြီးသွားတယ်ဆိုတော့ကျွန်တော်ဒီ add-in လေးပြန်သွင်းကြည့်မယ်နော်ဒါလေးပြန်နှိပ်ကြည့်ဒီ file ကဘာလို့ error တက်နေလဲ publish လုပ်ပြီးသားလေပေါ့ခေခဏလေးပါအဲ့ဖူဖူပါနော်ကျွန်တော်လုပ်ကြည့်လိုက်မယ်ကျွန်တော် publish လုပ်ပြီးသားလုပ်မယ်ကျွန်တော်ဒီထွက်လိုက်ပြီးရောနော်ပြန်ဝင်လိုက်မယ်အဲ့လိုမျိုးလေးခဏကြည့်လိုက်ထွက်လိုက်မယ်အဲ့ကျွန်တော်ပြန်ဝင်လိုက်ဟုတ်ကဲ့ file လေးပေါ့နော်အေးဒါနော်ခုနကဒါလေးပါ publish လုပ်ပြီးသားဟုတ်ပြီနော်အစရင်ကျွန်တော်တို့ဒါကိုအတင်ပြန်ထည့်ကြည့်မှာပါလို့အဲ့ဒါတက်နေဟုတ်တယ်တခုတော့မှားတယ်publish ကလုပ်ပြီးသားအဲ့ဒီအရာပြန်တက်နေရခဏနော်ပြန်ပြေးလိုက် phone number ဒီအရာကိုပြန်ထည့်တက်ခဏ publish ကိုကျွန်တော် cancel လုပ်လိုက်ပြီးတော့ unpublish ပြန်လုပ်လိုက်နော်ဒီမှာ unpublish လုပ်လိုက်လက်တင်ပြန်လုပ်လိုက် okay ဒါရင်အတင်လုပ်ချင်တယ်တမင်သူတမင် error တက်ခါလိုက်okay ဒီဟိုကသူတမင် error တက်ခိုင်းတာနော်ဒီမှာ publish လုပ်လိုက်ပြန်ပေးပြီးပြန်အောင်ကြည့်မယ်ပေါက်လေးခဏပြကြည့်လိုက်
Okay ပြန်ထွန်းကြည့်ဒီကောင်မရရင်နောက်တစ်မျိုးသွားရှာနော်ဒီကောင်ပါဒီကောင်ကအရာတက်တာဖြစ်လို့ဒီကောင်မရရင်တော့ तू ကအရာတက်တာဖြစ်လာတယ်အစဉ်ပြေခြင်းနဲ့ဟာလေးတုံထားပါတော့ तू ကအရာလာတက်ဒုက္ခ Okay ဒီကောင်အစဉ်မပြေဘူးဖြစ်သွားပြီနော်ဆိုကျွန်တော် active လေးနောက်တစ်ခုလောက်သွားပြီးတော့ထပ်ရှာကြမယ်ဒီကောင်အစဉ်မပြေဘူးဖြစ်နေကျွန်တော်နီးရဆန်းလို့အစဉ်ပြေပါသေးတယ်ဒီမှာကျွန်တော်တိုင်မှာပေါ့နော်တိုင်မှာနဲ့ပဲရှာရတယ်โอเคတိုင်မှာတွေအများကြီးပဲရှိတယ်ဒီတွေကပေါ့နော်ဒီပုံစံလေးတွေကြည့်လို့ရတာပဲကျွန်တော်ခုနထည့်ထားတာနော်ဒါတွေတော့ install မလုပ်ရသေးဒါမျိုးတွေမှာ front timer ဒါမျိုးတွေရှိတယ်ဒီ rating လေးတွေလည်းနေပါလိုက်ကြည့်ရှင်ကြည့်ပေါ့နော်သူ rating ကောင်းတာလေးကိုကျွန်တော်သုံးပါလားပေါ့နော်အဲဆိုတော့ကိုယ့်ဘာကိုဒီရှာလေးလိုက်ရှင်းရှင်းပြီးလို့ဒါတော့ဒီကောင်လေးဆိုတော့ကောင်းလာမှတင် front timer ပေါ့နော်ဟိုဒါလေးဆိုရင်ကျွန်တော်တို့ 4.8 လေးပေးထားတယ်ဆိုတော့ဒါလေးဆိုလည်းမစိုး4.8ဒီ design လေးတော့ကျွန်တော်သဘောကျတယ်เนาะဒါလေးနှိပ်လိုက် continuous နှိပ်လိုက်မယ်ဒီကျွန်တော်ဒါလေးပေးလိုက်တော့เนาะပြန်ပြီးတော့ကျွန်တော်တို့ဒီကောင်ထပ်ထည့်ခြင်းကဲသူဆိုရင်တော့2မျိုးပေါ်နေလိမ့်မယ်တွေ့เนาะဆိုကျွန်တော်ခုနဒီ extended နဲ့ဒီကောင်နဲ့မတူပါ quiz test เนาะ volume ဆိုတဲ့ဒီကောင်လေးသုံးကြည့်မယ်ဒီကောင်ဒီကောင်ကhelp ပြเนาะခဏတော့ရှိဒါကပါလေဆိုတော့ link where share your phone the best experience ဒီရလာတဲ့နေပြန်တော့ထွန်းကြည့်နော် publish လည်းလုပ်ပြီးသားပါကွာဟုတ်နေပြီဒီကတော့လုံးဝအဆင်ပြေတော့ဒီ file ကိုထားပြီးတော့ရှားဖိုင်တစ်ဖိုင်မှာကျွန်တော်သွားစမ်းကြည့်ပြီနော်တစ်ခါဒါတော့ပေါ်ပါပြီအားဒီသွားကြည့်ဟုတ်ပြီနော်ဒီမှာ open ပေါ်ပါပြီ open လေးနှိပ်လိုက်မယ်ဆိုဒီလိုမျိုးလေးပေါ်လာပြီနော်ပုံစံအဲ့ဒါ we will never send you or share your number okay ဒါကြောင့်ဖုန်းနံပါတ်လာတော့ email ဆိုတော့တမျိုးငါတော့ထောက်ကြည့်လိုက်အောင် email ပေးမှာ email မပေးဘူးဖြစ်နေနာတော့ရမှာကျွန်တော်ခဏတော့စမ်းရှိလိုက်
ဖုန်းနံပါတ်ကိုထည့်ပေးလိုက်မယ်ရှင်းပြီးတော့ဆိုပါပဲဒီကြည့်မြင်ရတော့နောက်တစ်ခုတော့ထပ်ရှာကြည့်ကဲဒီခုထိုင်းလို့မရရင်တော့လေတော့ပြီးမှထပ်ဆမ်းမယ်နော်လည်းရှင်းကြနေ9 နာရီ20မိနစ်တောင်ရှိပြီဟုတ်တယ်ဟုတ်လားပြဿနာတက်တယ်4.3 4.1နော်ဒီကောင်လာလို့ကျွန်တော်တင်ခုနဒီဇိုင်းလာတာဆိုရင်တုံးတယ်နော်ဒါလေးတုံးလိုက်လာတာမင်းညစာခက်တယ်နော်အဲ့လိုမျိုးဖြစ်နေတယ်ခုနလှရဲဆိုပြီးကြည့်လိုက်တာဟာ3နေအောင်ဖြစ်တယ်အေးကြမ်းကြမ်းโอเคအဲ့လိုခုနကကျွန်တော်တက်တဲ့ error တခုတက်သွားပြီတည်သွားတယ်เนาะအဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဒီက add in လေးထည့်ပြီးတဲ့အခါကျွန်တော်တန်းပြီးတော့ဒီလိုမျိုးတုံးတာလေအဲ့လိုတုံးမှုတော့လေကျွန်တော်ဒီ reload လေးတစ်ချက်ပြန်နှိပ်ပေးလိုက်เนาะအဲ့ဒါကျွန်တော်တို့အဲ့ error လေးပျောက်သွားတယ်ခုနကလေးမျိုးဖွင့်တဲ့အခါ error တက်ထားမျိုးโอเคကျွန်တော်ဆက်သွားလိုက်မယ်အဲ့ကျွန်တော်ဘာလဲလောလောဆယ် add in ကဒါ3ခုမြောက်တောင်ထည့်ထားပြီเนาะ sorry 3 minute တော့မှနေပြီအဲ့တော့ add in ကဒီမှာ3ခုမြောက်တော့ပြတဲ့အောက်ဆုံးကတစ်ခုဖြစ်မယ်เนาะကျွန်တော်ခုစမ်းဒါစမ်းကြည့်မယ်ဒါမဖြေရင်တော့ကျွန်တော်တို့တွေဒီနေ့တော့လက်လျှော့လိုက်မယ်အဲ့ဒါเนาะအရှင်ဒီမှာတော်အချိန်တော်ယူနေပြီဟုတ်ပြီ from timer တဲ့ခဏတော့စောင့်ကြည့်လိုက်မယ်ဒါပေမဲ့ခုနကတကယ်တော့ပထမကျွန်တော်ပြောတဲ့ဟာ error မတက်လို့ရှိရင်အကောင်တော်တော်လေးအဆင်ပြေပေါ့နော်အဲ့ဆိုရင်ဒီကောင်လေးဆိုတော့ကျွန်တော် from timer ဖြစ်တဲ့ Google နဲ့ sign in လုပ်ခိုင်းပါတယ်။ Okay ခဏ sign in လုပ်လိုက်မယ်နော် Google နဲ့ sign in လုပ်လိုက်မယ်ဟဲ့ Google နဲ့ sign in လုပ်ခိုင်းပါလို့ error လာတက်နေတယ်ဟာဟုတ်သေးပါဘူးVPN နေပါလေတောင်းနေလားမသိဘူးတက်မှာပဲခဏနော်ကျွန်တော် VPN လေးခဏဖွင့်လိုက်မယ်ဒီခဏလေး VPN ဖွင့်နေပြီโอเค VPN တော့ပွင့်သွားရနော်ကျွန်တော်အဲ့ဒါလေးခေါက်လောက် reload တစ်ချက်ပြန်နေကြည့်မယ်ညောင်းလေးကိုကျွန်တော် sign in ခဏတစ်ချက်ပြန်နေကြည့်
ပြီးပြီးဖွင့်ရင်လည်းလိုက်ရတယ်နော် အေးရှိရရှိကြသေးလားအိပ်ပျော်နေကြပြီလား ဒီမှာဆရာ နိုင်နော် ကြည့်ပါတယ်ဆရာ try try တော့ try ကြည့်နေရတယ်မှာ internet လိုက်ရတယ်သူပြင်းရတမျိုးထင်တယ်ဒီပြင်းတော့ဖွင့်ထားဒါပေမဲ့ဒီမှာ error တက်နေတယ်ဟာညလိုင်းချသွားတယ်ကဲထားလိုက်တော့သိရှိတယ်အဲ့လိုဆိုပဲနော်ကျွန်တော်ဒီဥစ္စာတစ်ခုတော့ပြန် try ကြည့်မယ်ပထမဦးဆုံးကျွန်တော်ကောင်းတယ်လို့ပြောတယ်ဒီတစ်ခုတော့ပြန် try ကြည့်မယ်မရရင်တော့လေကျွန်တော်တို့ပြီးမှပဲပြန် try ကြည့်မယ်ဒီနေ့တော့ကျွန်တော် break လိုက်ရှင်းအောင်မှာ7:20ရှိတယ်နော်ခဏလောက် reload တစ်ချက်ပြန်နေရတယ်ဒီစုဘာလုပ်နေလဲအေးခဏရနော်ခဏရနော်Yeah. အဲ့ timer လေးอ่ะဝင်သွားပြီလားခုန define below needed phone timer must not be modified the key is not be code ဘာလဲဒီခုရခုနလောက်တော့ဝင်သွားကျွန်တော်ဖြတ်လိုက်မယ်ဟုတ်ပြီပြီးတော့ကျွန်တော်ပြန်ထိုင်းကြည့်ဘယ်ကဝင်သွားပြီပေါ့နော်အဲ့ခုန timer တစ်ခုကနေ auto ဝင်သွားတာအဲ့ဆိုတော့ကျွန်တော်ရကနီးလေးဖြစ်သွားတယ်ပေါ့ error ဒီမှာ error တက်နေတာပုံမှန်ဆိုဒီလောက်မခက်ခဲပါဘူးเนาะပထမဦးဆုံးဒီဗာလဲကျွန်တော်ပြောတဲ့ဒီမျိုးအစားဆိုတော့ကျွန်တော်တို့ error ဘာမှမရှိဘူးပုံမှန်တော့ဒီနေ့မှဘာတွေလာပြီးတော့ error တက်နေလို့မသိဘူးကဲထားပါတော့ add တင်နေရဒီပထမဆုံးတစ်ခုကျွန်တော်ပြန်ထွန်းကြည့်ရှင်ねဟုတ်ပြီ extended form ဆိုရပါတော့ဒါလေးကိုအရင်ဆုံးစမ်းကြည့်မယ်ရတော့ပေါ့စိတ်ရှိနေပြီerror ထပ်တက်ပါတယ်ခင်ဗျာဟုတ်ပါပြီထားပြီးတော့ဒီနေ့ error တက်တယ်ဆိုကျွန်တော်ဒီလောက်နဲ့ပဲဒါကိုတော့လက်လျှော့လိုက်တော့မယ်နော်ဒီ error တက်တာကိုကျွန်တော်ပြီးမှပြန်တော့စမ်းကြည့်လိုက်မယ်သူဆိုလို့ရင်းဒီပဲကကျွန်တော်ဒီလိုမျိုးဒီကောင်လေးကို on လိုက်လို့ရှိရင်သူကအစင်ပြေရင်သူကစာမျက်နှာပြောင်းသွားတာပေါ့နော်အဲ့စာမျက်နှာမှာကျွန်တော်ဘာလို့ရဆိုရင်ဘယ်နှမိနစ်ကျွန်တော်တို့ကတိုင်မှာပြီးမှလဲဟုတ်နော်ပြီးတော့ဖြည့်တဲ့လူရောဘယ်နှစ်ယောက်ထိလက်ခံမှာလဲဆိုတာကိုကျွန်တော်အဲ့မှာချိန်လို့ရတယ်ပေါ့နော်အားလုံးချိန်ပြီးသွားပြီဆိုရင်အဲ့ချိန်ထားတဲ့ဟာကိုကျွန်တော်ကနေပြီးတော့ဒီလိုဖြည့်မဲ့လူပေါ့နော် link လေးပို့လိုက်ရင်အဲ့လူကဝင်ဖြည့်တဲ့ခါကျရင်သူကနေပြီးတော့ဘယ်နှမိနစ်ဆို auto ပိတ်သွားတယ်ဆိုတာဟာမျိုးသူက auto စဖြည့်ယူဆိုတဲ့ဒီအပေါ်ကနေ count down ပေါ့နော်သူစက္ကန့်လေးတွေရွေးပြီးတော့ဒီမျိုး online ကနေ timer ပေးတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်အဲ့တော့အဲ့တင်ကကြတော့ကျွန်တော်က timer လောက်ပဲရှိရအောင်ဘူးနောက်ထပ်အမျိုးအစားတွေအများကြီးရှိရเนาะခုနကကျွန်တော်ပြောလို့ auto certificate တွေ auto mail reply တွေဒါမျိုးတွေအားစကျွန်တော်တို့လုပ်လို့ရပါတယ်internet လည်းပူတော့ဆိုးသွားတယ်တော့ရှိနေဆိုးပါတယ်ထားလိုက်တော့ okay အားလုံးမရှိကြပါသေးလား ဟုတ်ကဲ့ပါ ကြည့်ပါတယ် okay
ကျွန်တော်တို့လှုပ်ရှင်နေပေါ့နော် add in ကတော့နည်းနည်းလေး error တက်နေတယ်အဲ့တော့ error တက်နေရဆိုကျွန်တော်ဒီ add in ကတော့ကျွန်တော်အခုလှုပ်တာနည်းနည်းလေး error တက်တော့အဆင်မပြေတော့ဖြစ်သွားတယ်ဒါပေမဲ့သဘောတရားလောက်ဆိုတော့ဒီလောက်ဆိုတော့ပေါ့နော် add in ထည့်သုံးတဲ့သဘောတရားတော့နားလည်လောက်ပြီးတော့ထင်တယ်အဲ့တော့ကျွန်တော်အင်စာသဘောမျိုးကျွန်တော်လှုပ်ရှင်မှာလှုပ်စီရှင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ခုနကကျွန်တော်လှုပ်ပြတဲ့ font ပေါ့နော်အဲ့ font ဆိုကျွန်တော်မေးခွန်း12မျိုးစလုံးကိုကျွန်တော်ထည့်ပြီးတော့သုံးထားတယ်အဲ့ဒီ font ပုံစံမျိုးလေးကိုဒီပေါ့နော်အခု join နေတဲ့လူအခု2 4 5ယောက်ရှိတယ်ပေါ့နော်5ယောက်လုံးနေနဲ့ကျွန်တော်အဲ့ဒါလေးကိုအချိန်အားတယ်ဆိုအင်စာသဘောမျိုးလေးလက်တွေ့စမ်းစီခြင်းတယ်ပေါ့နော်အင်စာလို့တော့မဟုတ်ပါဘူးလက်တွေ့လုပ်ကြည့်စီခြင်းတာပါလုံးလို့ပြီးသွားပြီဆိုလို့ရှိရင်အဲပြီးသွားတဲ့ font လေးကိုကျွန်တော်တို့ group ထဲကနေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော် personal account နဲ့ဖြစ်ဖြစ်ကျွန်တော်ဒီပါအဲ့ဒါကိုကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်ကြည့်ကြည့်ပြီးတော့တုံထားတဲ့မေးခွန်းနဲ့တကယ်အဆင်ပြေလားမပြေလားအဲ့လိုလေးလုပ်စီချင်တာပါတကယ်လို့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ဘာလို့ရဆိုရင်ပြန်ပြီးတော့ဗောနော်ကျွန်တော်တို့ဘယ်နေရာလေးအဆင်မပြေဘူးဆိုတဲ့ error လေးတွေကိုပြောပြရင်ကျွန်တော်အနေနဲ့အဲ့ရနေလှမ်းပြီးတော့ဖြည့်ပေးပါမယ်အဆင်ပြေမလားမသိနော်အားလုံးတို့ ဟုတ်ကဲ့ပါ ဟုတ်ပါ โอเคထိုင်းကြည့်ကြပါနော်ထိုင်းပြီးတော့ကျွန်တော်အဲ့လိုမျိုးလေးပို့စီချင်တာပါကျွန်တော်လည်းအခုခုန add in ဆိုတာလေးကိုကျွန်တော်အခုဒီဗာလဲအတန်းပြီးသွားရင်တော့မှကျွန်တော်အဲ့ဒါလေးကိုပြင်ပြီးတော့စမ်းကြည့်လိုက်မယ်စမ်းကြည့်ပြီးတော့လို့ add in အဆင်ပြေသွားပြီဆိုတာ ਨੇ ကျွန်တော်အခုလုပ်ထားတဲ့နမူနာမေးခွန်းလေးကိုကျွန်တော် group ထဲကနေပို့ပေးလိုက်မယ်အဲ့ထဲမှာ timer ပါတာလေးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လုပ်ပေးလိုက်မယ်အဲ့ timer တကယ်လို့အခုကျွန်တော်လုပ်ထားတာ error တက်နေဆိုလဲဘယ် timer နဲ့အဆင်ပြေသွားလဲပြေသွားတဲ့ timer လေးကိုပါကျွန်တော်နာမည်လေးနဲ့တခါလေးလှမ်းပြီးတော့ပို့ပေးထားပေးမယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒီလိုဒီအချိန်မီပေါ့နော်အဲ့တိုင်းမှာထည့်တာအဆင်ပြေသွားတယ်ဆိုရင်ဒီကျွန်တော်တို့အခု join နေတဲ့လူတွေကလည်းကိုယ့်ရဲ့မေးခွန်းလေးတွေမှာလို့တိုင်းမှာပေါ့နော်မိနစ်30ဖြည့်ခွင့်ပေးတယ်5မိနစ်ဖြည့်ခွင့်ပေးတယ်2မိနစ်ဖြည့်ခွင့်ပေးတယ်ဆိုတော့တိုင်းမှာလေးထည့်ပြီးတော့ကျွန်တော်တို့စမ်းကြည့်စေရှင်နဲ့အဲ့ဒါလေးလက်တွေ့လုပ်ကြည့်ပါအဆင်မပြေရှိရင်လည်းကျွန်တော်လာမေးပါဒီနေ့ကတော့ကျွန်တော်ပေါ့နော်အဓိကတော့ကျွန်တော်လေ့လာခဲ့တာကဗာလေဒီ Google Form မှာမေးခွန်းအားလုံးပေါင်း12မျိုးပေါ့နော်မေးခွန်းမျိုးစား12မျိုးရှိရဆိုတော့ကျွန်တော်လေ့လာခဲ့တယ်ဘယ်လိုအရှင်နေမှာဘယ်လိုမေးခွန်းနေမေးရင်ဟိုတင့်တော်တယ်ဆိုတာကိုကျွန်တော်အရှင်ကြီးဆွေးနွေးချက်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ပြောရတဲ့ဟိုမှာဖြူစင်လင်းတို့တွေတူစားမှုတွေအားလုံးသူဝင်ရောက်ပြီးတော့ပေါ့နော်ကျွန်တော်ဆွေးနွေးချက်တယ်အချင်းချင်းဖလှယ်ချက်တယ်ပေါ့နော်အဲ့ဒါလေးကိုပဲကျွန်တော်လက်တွေ့တုံးစားပြီး form လေးတွေလုပ်ကြည့်မယ်လုပ်ထားတဲ့ form လေးကိုလည်းအဲ့လိုမျိုးပို့ကြည့်ပေါ့နော်အဲ့ဒါကျွန်တော်တို့အချင်းချင်းအပြန်လှန်ကျွန်တော်စမ်းကြည့်ရတော့ပါဟုတ်လုပ်ကြည့်လို့ရတာပေါ့ကျွန်တော်လည်းအဲ့ဒီခုန add in လေးကိုပြန်စမ်းကြည့်မယ်စမ်းလို့အဆင်ပြေပြီးသွားတယ်ကျွန်တော်ထပ်ပို့ပေးမယ်ပြီးတော့ကျွန်တော်ဘာလုပ်ကြရစီတူ certificate ပေါ့နော် automate certificate online ကနေအလိုလျောက်လူနာမည်လေးတွေဖြည့်လိုက်တာနဲ့ certificate auto ရတယ်ဆိုပြီးပုံစံမျိုးလေးအဲ့ဒါလေးကြတော့ကျွန်တော်လေဒီမှာတော့မ share တော့ဘူးအချိန်လဲကြာနေတော့เนาะကျွန်တော်ကိုယ့်ဘာကို record လေးလုပ်ပြီးတော့အဲ့ဒါလေးကိုကျွန်တော်ပြီးရင် video file လေးကို group ထဲပို့ပေးမယ်ဥမာဗာလဲ email ဖြင့် automate certificate လုံနည်းဆိုတဲ့ခေါင်းစဉ်မျိုးလေးကျွန်တော်တက်မှတ်ပြီးတော့ video လေးကျွန်တော်ပို့ပေးပါမယ်โอเคအားလုံးသူအဆင်ပြေမယ်လို့တော့မျှော်လင့်နေဗာများမေးချင်တာပြောချင်တာရှိပါသေးတယ်ဟုတ်ကိုအောင်ကျွန်တော်ရှိပါလားဗာများမေးချင်တာပြောချင်တာရှိပါလေရှိအောင်တင်နော်အဲ့ဒါမေးမောဗာများမေးချင်တာပြောချင်တာရှိပါလေအိမ်စာလုပ်တဲ့